အားလုံးမင်္ဂလာပါရှင်အခုလိုမင်္ဂလာရှိသောညနေရောပဲပေါ့နော်မင်္ဂလာရှိတဲ့နေ့လည်းမှာတွေ့ရတဲ့အတွက်မင်္ဂလာရှိတဲ့နေ့လည်းဒီမှာလို့ကျွန်တော်နှုတ်ဆက်ပါတယ်အားလုံးစိတ်ဓာတ်ဒုက္ခကာယဒုက္ခဒီချာတော့ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဒီတောင်းပါလေဆရာဘုန်းကြီးတို့လည်းဒီနေ့ပြောပါဗျာဘုန်းကြီးတို့ပါလဲဆိုတော့ဒီလိုတော့ပြောတဲ့စကားလေးနာများတာဝန်နဲ့မသိလျော်တာဓမ္မနဲ့မသိလျော်တာရှိခဲ့ရင်မလွတ်ပါလို့ဒီလိုတော့ကြိုတင်ပြီးတော့ပြောပါမယ်ဗျာတောင်းပါပါဗျာလူတွေကိုပြောရတာလေဘုန်းကြီးတို့ပြောရတာပို့ပြီးတော့အမေကခံရကြပါတယ်ဗျာဒီလိုတော့တရားနဲ့ပတ်သက်လို့လည်းတော်တော်ဝေးတဲ့တခါပြီးတော့အခုပြောမှလာလေယတ္တစာပေအကြောင်းဖြစ်ပါတယ်ယတ္တစာပေဆိုတော့အချစ်အလွမ်းအတော်လေးရတယ်အဲ့ဒီအကြောင်းလေးလည်းနည်းနည်းပါမှာတော့မသိတော့လားမတွေ့ခဲ့လို့ရှိရင်ဘုံဘုံလုံးမကြားနိုင်ဆောင်ပါဗျာဟုတ်ကဲ့ယတ္တစာပေအကြောင်းကိုကျွန်မမပြောခင်မှာကျွန်မမှာငယ်ငယ်လေးကယတ္တစာပေနဲ့ကြီးပြင်းလာခဲ့တဲ့အကြောင်းကိုကျွန်မပြောချင်ပါတယ်ငယ်ငယ်လေးကဆိုဘယ်လိုကလေးကဖြစ်မလဲဆိုတော့ကျွန်မထင်တယ်လေကျွန်မတို့သိပြီးတော့လူမှန်းသိတတ်ကြည့်ရွယ်ကလေးကကျွန်မကယတ္တနဲ့ကြီးကျင်းလာတာပေါ့ဝိပွားပြီးတဲ့နောက်မှာလေကျမတို့အမေဖေတွေကတချင်းဆိုသိတဲ့အခါမှာဝတ္ထုရဲ့လို့မဖတ်တတ်သေးရင်စာရည်လို့မဖတ်တတ်သေးရင်ကလေးကကျမတို့ကလက်တ music ဂီတလေးနဲ့ကျမတို့ကကြီးပြင်းခဲ့တာဆိုတော့ကျမတို့ကအထူးဆန်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အသက်နည်းနည်းရလာတဲ့ခါမှာကျမဘယ်အရွယ်လောက်စပြီးတော့ပုံပြင်လေးဖတ်တတ်သွားမလဲဆိုတော့ကျမတို့လည်းပထမဆုံးဒုတိယဆုံးလောက်ဆိုကျမပုံပြင်လေးဖတ်တတ်သွားပြီပေါ့အဲ့လိုဖတ်တဲ့အခါကျတော့ပုံပြင်စာလေးကျမတို့လက်တအပူလေးမှဖတ်ကြည့်တယ်ဘာကြောင့်လဲဆိုတော့ယတ္တကိုပြီးတဲ့စာနောက်ပြီးအခုချိန်ထိလည်းဘုံသေးမနှိုးနှမ်းမဲနဲ့အခုချိန်ထိလည်းပြန်ဖတ်နေတယ်အခုထိမှန်ကန်နေစေအခုထိခံစားနေရတယ်လောကအကြောင်းကိုအခုထိပြောနေတယ်ဆိုတော့အဲ့ဒါကလည်းကျွန်မအနေနဲ့ဒါဟာသက်သာစာပေထဲမှာထည့်ချင်တယ်ကျွန်မတို့ငယ်ငယ်လေးကပုံငယ်တွေမှာမြန်မာပုံငယ်တွေလည်းရှိတာပေါ့နိုင်ငံခြားကနေပြီးတော့မြန်မာပြန်ပြီးတော့မြန်မာမှုတိကျတဲ့ပုံငယ်တွေလည်းရှိတာပေါ့ကျွန်မတို့အဲ့လိုပုံငယ်တွေနဲ့ကြီးခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါပြီးတဲ့နောက်မှာကျွန်တော်တို့ကျောင်းတက်တဲ့အခါကျတော့ကျောင်းမှာကြရာလေးတွေရှင်းရပါလို့ရှင်ကြရာလေးတွေတင်တဲ့အခါကျကြရာမှာသက်သာစာပေထဲမှာဘုရားထိတ်ဆုံးတော့ပါတာပေါ့နော်အဲ့ဒီနေရာမှာကလေးကြရာဖြစ်စီဖြစ်စီဒါမှမဟုတ်ရင်ဒီငယ်ကြရာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းလူကြီးပြတ်ပဲဖြစ်ဖြစ်အချစ်ကဘာပဲဖြစ်ဖြစ်အလွမ်းကြရာပဲဖြစ်ကြရာမှန်သမျှမှာလက်ကတစ်ခုတော့ရှားကြတာပေါ့နော်အဲ့တော့ကျမအနေနဲ့တော့ကျမပထမဆုံးမှတ်မိနေတဲ့ကြရာလေးကျမပြောပွဲတွေမှာမချက်ခဏလေးပြခဲ့ပူပါလေအဲ့ဒီကြရာလေးကတော့မင်းတို့ရဲ့ကြရာရှိကျိုင်းမင်းတို့ရဲ့ကျမတို့အပေါ်မှာကျမတွေ့ထားပါတော့ကျမတို့ရဲ့ပုံမှန်ဆိုရင်ဖုန်းငယ်ငယ်လေးကကျွန်မအပေါ်မှာလွှမ်းမိုးခဲ့တဲ့ပုံကိုအခါမှဒီချင်းမတွေ့လိုက်ဘူးပါကျွန်မဝိဖွားတဲ့နေရာကဒီနိုင်ချောင်းဆရာကြီးရဲ့ဇာတိကတွန်းကြံကုန်ဆိုတော့နေကလည်းမတူဘူးကျွန်မရန်ကုန်ရောက်လာတဲ့ခါကျတော့လေကျွန်မရန်ကုန်ကိုရောက်လာတဲ့အချိန်မှာစာရေးဆရာကောင်းတာပေါ့နော်အဲ့လိုကြာကြီးတွေနဲ့တွားတွေ့ပြီးတော့ပြောဖို့လဲနေကလာတဲ့သူဆိုတော့နည်းနည်းလေးအားရတဲ့ကြောက်တတ်တာအဲ့တော့ကြာကြီးကိုကျွန်မစာရည်အနေနဲ့တက်ကိုလေးစားနိုင်နေမယ်လူကိုယ်လည်းအားမှမတွေ့ပြလိုက်ဘူးပေါ့နော်ဆရာကြီးပြည်ရှိတော့ပါဘူးအသက်ထင်ရှားမရှိတော့ဘူးဒါပေမဲ့အခုဆရာကြီးရဲ့စာအုပ်တွေဖြစ်ချင်ပြီးကျွန်တော်တို့ဖတ်နေစေကျွန်တော်တို့မဖတ်ရတဲ့စာအုပ်တွေလည်းပြန်ပြီးတော့စာလေးတွေပြနေစေဆရာကြီးရဲ့အဲ့ဒီကြပြပေါ့နော်ဘောင်းဆုံးကျွန်မပြန်ပြီးတော့ရွတ်ပြချင်တာတော့ဆရာကြီးရဲ့ကြပြကနေဆောင်တဲလို့ခေါ်ပါတယ်အားလုံးသိမှာပါနေဆောင်တဲကဘာလို့လဲဆိုတော့ကျွန်တော်တို့စာဆောက်ပြီးတော့ဖတ်ပြီးဆိုရင်ကလေးတိုင်းမဖြစ်ဖြစ်ကြတယ်ကြပြဟာနေဆောင်တဲပါကြပြရဲ့လည်းတူတူလေးအဲ့ဒီမှာလူရည်နဲ့လည်းတယောက်မှမပါသဘာဝတွေကြီးပဲသဘာဝပတ်ဝန်းကျင်ကြီးပဲပါအဲ့ဘာလို့ကျွန်မကြိုက်တယ်လဲဆိုတော့ကျွန်မထင်တယ်လေကျွန်မစဉ်းစားကြည့်တာကျွန်မတို့ငယ်ငယ်တုန်းကရေနံကျောင်းမှာကြီးပြင်းပြီးတဲ့နောက်မှာရေနံကျောင်းမှာတော့ပထမတန်းတက်ဖို့အတွက်ကိုသူငယ်တန်းပေါ့သူငယ်တန်းလေးနဲ့သူငယ်တန်းကြီးကျွန်မတို့ကနှစ်ခါတက်ရတယ်ရှင်အဲ့သူငယ်တန်းနဲ့ပြီးတဲ့နောက်မှာပထမတန်းတက်ဖို့ကိုကျွန်မရဲ့အသက်ကငယ်နေသေးတယ်ငယ်နေသေးတော့ကျွန်မတို့ကုန်းကားကိုကြောင်းလာကြတဲ့အချိန်မှာတကယ်တော့ကျွန်မပထမတန်းတက်ရတယ်ဒါပေမဲ့အသက်ငယ်လို့ဆိုပြီးတော့ကျွန်တော်တို့ကြောက်စရာကြီးပါ
ပထမတန်းတက်ခွင့်ပေးတယ်သူငယ်တန်းနဲ့ပြန်တက်ခွင့်ပေးတယ်ဆိုတော့ကျမငယ်တန်းကိုနှစ်ခါတက်ခဲ့ရတော့စာကြည့်တာပေါ့နော်ကျမထင်တယ်အဲ့ဒါကြောင့်လည်းကျမပြောင်းဖြစ်လာတာမပြောတတ်ပါဘူးငယ်တန်းကိုနှစ်ခါတက်လိုက်ရတာပထမကတော့ကျမမကျင်းရဘူးပေါ့သူများတွေကကျမနဲ့အတူတူတွေကပထမတန်းကိုတက်သွားပြီကျမကငယ်တန်းမှာကျန်ခဲ့တယ်ဒါပေမဲ့ဆရာကြီးကိုကျမပြောပြတယ်ကျမငယ်တန်းအောင်ခဲ့ပြီလားရင်းနေကြောင်းမှာကျမအောင်ခဲ့ပြီလားပါကျမတက်ချင်ပါတယ်ဆိုတော့အမေကလည်းပြောပြတာပေါ့အမေကလည်းကျမတို့ကျောင်းမတက်တယ်လည်းကာကြီးခါပြီးဒီဘုံရင်းနေဘာလို့ဒီဘုံရင်းနေအမေကကန့်ကူလဲရပေါ့နော်ကန့်ကူလဲလက်ပေါ့တိတိကျကျတင်ပြီးမှကျောင်းကိုရောက်သွားဒါပေမဲ့ဒီရောက်တဲ့ဆရာကြီးအဲ့ကန့်ကူချက်ဆရာကြီးများအတန်းတင်နေသူကကျမကိုကဲအဲ့ဒါဆိုရင်ငါတမီးကိုအခွင့်အရေးတစ်ခုပေးရတယ်ပေါ့အဲ့တမီးကဒီကနေ့ကလည်းအောင်ခဲ့ပြီပထမတန်းလည်းတက်ချင်တယ်အသက်ကလည်းခုထိ6နှစ်ကမဖြစ်သေးဘူးဆရာကြီးကတော့6နှစ်ပြမှပထမတန်းကိုတက်ခဲ့တက်ရမှာအဲ့တော့တမီးကိုအခွင့်အရေးတစ်ခုပေးမယ်တမီးကြိုးစားဖို့တမီးလက်ကိုမြောက်ဘောင်းတော်လက်ကိုမြောက်တင်သမီးရဲ့လက်ဖြားနဲ့ညာဘက်လက်ဖြားနဲ့ဘယ်ဘက်နေရွက်ထိအဲ့လိုထိနိုင်တယ်ဆိုလို့ရှိရင်သမီးကပထမတန်းပြီးတက်တယ်ဆိုတော့ကျမကဒီလက်ကတော့နှောက်နေတဲ့အဖြစ်ဖြစ်ကျမကိုယ်စံရှူတာဖြစ်နေလို့အရင်ကတော့ကျမမြောက်ပြီးတော့တင်လို့ရတယ်အခုဒီဟာကမြောက်လို့မရတော့ကျမဘယ်ဘက်နဲ့လည်းမြောက်ပြမှာနော်ကျမထင်တယ်အခုထိတောင်မထိသေးဘူးလားမသိပါဘူးဟောအခုကထိသွားပြီတော်တော်တော့အဲ့ဒါကကျမလေးဘလို့ပဲစူးစမ်းကျမမထိဘူးအဲ့ဒါကကျမညနေညတက်ကလည်းတိတ်မများတတ်ဘူးလို့နော်တကယ်လို့ကအဲ့ဒီတုန်းကတည်းကညနေညနဲ့များနေတော့ငယ်ချင်းတွေနောက်မှပြောပြတာလေငယ်ချင်းတွေစင်တူနဲ့လည်းနင်းကလည်းအားလိုက်တာပဲတဲ့နေရာကောင်းတဲ့တဲ့သွားကြော်တာဘူးလေနောက်တစ်ခါနေကြော်လာရင်ထိတာပေါ့ဟိုတိတိလေးကျမအဲ့ဒီချင်းကဟောအိမ်ထုတ်တာပေါ့အဲ့လိုကဆိုဒါပေမဲ့လက်ကြိုင်းနဲ့လူလေပဲနော်အဲ့လိုတိမှာပေါ့အဲ့ဒါဆိုကျမကိုချမှာပါပဲဘာပဲဖြစ်ဖြစ်အဲ့လိုကကျမအိမ်လေးလက်ဖြားလေးကိုလက်ဖြားလေးနဲ့မထိနိုင်တဲ့အတွက်ပထမတန်းကိုတက်ခဲ့ရဒါပေမဲ့ဆရာကြီးကိုကျမရတယ်ငါတို့ပြအဲ့ဒီပြပါလဲဆိုတကယ်တော့ကျမမဖတ်နိုင်သေးဘူးနော်ငယ်တန်းဆိုတော့မဖတ်နိုင်သေးပါဘူးကျမတို့ကညတညလာတာသားလို့ဘာလို့မမဝဝထထကတော့အဲ့ဒီအချိန်ဖြစ်မှာပေါ့နော်ကျမတို့ကတော့ကလေးတွေချစ်စီပွဲမဟုတ်ဘူးရှင့်ကတဲ့လေးတွေမှချစ်အဲ့ဒါလေးနဲ့ကျမတို့ခေါင်းကောင်းပြေးနေပြီပေါ့နော်ဒါပေမဲ့လည်းဆရာကြီးကတော့မကျေနပ်ဘူးမကျေနပ်တော့ကျမကကြပြလေးတစ်ပုဒ်ဒီရလေကျမတို့ကြပြလေးလို့ရကြတာဖြစ်ကျမတို့လည်းဒီကြပြလေးကျန်နေတူနေလေဆောင်တဲမိုးရီတဲ့ရီတခွေးဝေးကွင်းကျဲအုံလေးဝေးလေဆောင်တဲလေးခြေတန်းရှိမိုးကုတ်အောက်မှာတီးကြာနီတစ်ခွက်ထူတစ်ခွက်တဲနှစ်ပုံစံဖြင့်အဲ့တော့ကတော့သူတချာတီးလို့ရတော့မဟုတ်ဘူးပေါ့ကြပြလေးကကျမတို့အတန်အနစ်အမြင့်လေးနဲ့ကလေးတွေကိုဆွဲဆောင်တဲ့နေရာမှာဆရာကြီးတို့ကစလုံးအတုံးလုံးကဟိုသူ့တော်တယ်လို့ပြောတာကမတန်မရမအပ်မရပြောတယ်လို့ဖြစ်ပါတယ်လေโอเคอ่ะဒါချိုးပြောလို့ပြောရမှာဒါချိုးကတကယ်တော့သူ့ကိုတင်သုံးလာတာဟုတ်ချင်မှာဟုတ်မှာပေါ့သူကအဲ့လိုလေးတိုင်ကြည့်လိုက်တယ်နော်ပြောနေစမ်းမှာပဲတင်သုံးကရောက်လာတယ်အေးသူကတင်သုံးကတော့ထားလို့ရတယ်ဥမာထားပါတော့ဒီမှာအမျိုးသားကျမှလာတဲ့ပြိတ္တနဲ့ကျွန်တော်တင်သုံးလို့သူကအရေးကြီးတယ်လေထားလိုက်ဒီတင်သုံးကဒါလို့လို့ရှိရင်နောက်တော့မှတန်ကုန်ပဲကမ္ဘာကြီးလည်းအဲ့ဒီဒီမှာမပြောနေပါလေစင်ကမှဒီနဲ့ဒါကတာချွားအဲ့ပြောနေစီကျမတော့ဘယ်လိုပြောရလဲမသိဘူးထိတ်နေရတော့နော်ကျမကြည့်တဲ့မို့ယူလာတာကျမအချိန်ကအရန်ချာစီတဲ့လို့ကျမကိုသိအောင်ကျမအခုစတဲ့အချိန်နဲ့တနာရီနဲ့15မိနစ်ကျမပြောမယ်ဆိုပြီးတင်ဖို့လေကျမကနိုင်မရှိလို့လားနောက်ပြန်တော့ပါအဲ့တော့ကျမပြောနေတယ်ဘယ်တော့ပိုင်းအဲ့တော့ဘိုးရတဲ့ရခွေဝေးကျမတို့တကယ်သိလို့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီထဲမှာပါနေတဲ့စကလုံးလေးအကြောင်းလေးကဆရာကြီးရဲ့စကလုံးလေးရွေးချယ်မှုမှာကျမတို့ကလေးတွေကတိတ်ကိုအတန်းချူတာလို့ခင်ဗျားတို့ကအတန်းလည်းချူသေးတယ်အဓိပ္ပာယ်လေးရတယ်ကောင်းသေးတယ်ရွတ်လို့လည်းရသေးတယ်ဆိုကလေးတွေသိဆွဲလန်းတာပေါ့ကျမငယ်ငယ်ကအဲ့ဒီကောင်ဆွဲလန်းတယ်သင်ပေးလို့မကြာခဏလေးရတော့အဲ့တော့ဆရာကြီးကကျမမခံနိုင်တဲ့ဒီကြပြလေးတော့ကျမရနေတာဒါပေမဲ့လည်းကျွန်တော်ပထမဆုံးမတက်ခဲ့ရပါဘူးငယ်တန်းနဲ့အခုပြန်ပြီးတဲ့ခါကျဆိုင်ရတကယ်ဝမ်းကကျေးဇူးတင်ပါတကယ်ကိုလေ။အော်လုတ်တင်လုတ်ခတ်တဲ့အလုပ်တစ်ခုကိုလုပ်ခဲ့တာလေ။ကျွန်မတကယ်မှမမီပဲဘူး။နောက်ပြီးတော့ကျွန်မတကယ်စာကြည့်သွားတာပေါ့။ဒီမှာလည်းနဲ့ပတ်သက်လို့ပို့ပြီးတော့ကျွမ်းကျင်သွားတာပေါ့။ဆရာတွေနဲ့နှစ်ခါတွေ့ရတာပေါ့။အဲ့ဒါကျွန်မဝင်တာပါလေ။အဲ့ဒီညာလေးကကျွန်မကိုဂျင်ထဲမှာအမှန်ကိုစခဲ့တယ်။ကျွန်မကိုဖတ်တယ်။ဆိုတော့အဲ့ဒီကနေစပြီးတော့ပုံမြင်လေးလည်းကျွန်မဖတ်ပါတယ်။
ကြပြားလေးလက်ခတ်ပါလေစာစီစာကုန်းကျမတို့အတန်းထဲမှာထိုင်စာကုန်းတွေတင်ရတယ်ကျမတို့ခေတ်တုန်းကမြန်မာစာလူကြီးကျုံလို့တင်ချလူကြီးကျုံလို့ရှိပါတယ်ကျမတင်ချလူကြီးတော့အခါမှမပါဘူးကျမတင်ချဉာဏ်တော်တော်လဲပါတယ်မြန်မာစာလူကြီးကျုံတော့ဝါဖြေရပြီးပါတယ်၄တန်းမှာကျမတို့ခေတ်တုန်းကကျမထင်တယ်၄တန်းမှာမြန်မာစာလူကြီးဝါဖြေရတယ်ကျမတို့စီကနေပြီးတော့လက်တဲ့မြန်မာစာတော်မဲလို့ထင်တဲ့ကလေးတွေကိုသူကစုလိုက်တယ်စုပြီးတော့ကျမတို့နေရနေပြီးတော့မြို့နယ်ကိုဝါဖြေရတယ်မြို့နယ်ကနေအစ်စ်တစ်ခါခတ်ပြီးမြို့နယ်ကနေပထမဒုတိယတတိယပေါ့နော်ပြီးတော့အဲ့မြို့နယ်တွေမှာကျွန်တော်တို့မဝေးတိုင်းမှာရှိကျမရဲ့ဇာတိကငញ្ញောင်းမျိုးဒါပေမဲ့ကျမကငញ្ញောင်းကနေပြီးတော့ငယ်တော့အောင်ပြီးတော့ဘုံတောင်းကိုပြောင်းသွားတယ်ပြောင်းသွားတဲ့ခါကျကုန်းတောင်းမှာပွင့်ပြူမြို့နယ်ထဲမှာပါတယ်ငញ្ញောင်းမြို့နယ်ထဲမှာမပါဘူးဒါပေမဲ့မကွေးတိုင်းပေါ့နော်အဲ့တော့ပွင့်ပြူမြို့နယ်မှာကျမကပြန်လို့ပွင့်ပြူမြို့နယ်မှာခမရတယ်အဲ့နောက်တော့ထပ်ပြီးတော့မင်းမှုခရိုင်မှာတော့ပြန်ရမင်းမှုပြန်ပြီးရင်မကွေးတိုင်းပေါ့နော်အဲ့လိုအစစ်စစ်နဲ့ကျမပြန်ခဲ့ရတယ်ဆိုတော့ကျမကအဲ့လိုတွေကဆရာကြီးတွေရဲ့ကျေးဇူးကျမဖတ်ခဲ့တဲ့ဘုရားကြီးရဲ့ကျေးဇူးနဲ့မြန်မာစာကိုအလုံးသိနေတတ်တဲ့ကလေးတယောက်ဖြစ်ခဲ့ရတာပဲဒါကျမရဲ့ဇက်ကစာပြီးအစလို့ကျမပြောချင်တာဇက်ကစာပြီးဖတ်တဲ့ခါကျတော့ကျမတို့ဘာရင်းများအကျိုးကျေးဇူးရတယ်ဆိုတော့ဇက်ကစာပြီးနဲ့ပတ်သက်ပြီးရတဲ့အကျိုးကျေးဇူးတွေကတော့ကျမထင်တယ်ကျမဒီကနေပြောပြလို့မလို့ပါဘူးအခုဒီကိုရောက်လာတဲ့ကျမရဲ့မိဘတွေကျမရဲ့သားသမီးတွေကျမရဲ့မောင်တွေအဖိုးတွေအတော်တွေဦးလေးတွေဖုံဖုံတို့အကုန်လုံးကလက်တစာပြီးကိုယုံကြည်စိတ်ချလို့လက်တစာပြီးကိုအားကိုးလို့လက်တစာပြီးကိုညံ့လို့လို့ဒီရောက်လာတယ်လို့ကျမတို့ပတ်ပါတယ်။အဲ့တော့လက်တစာပြီးမှာကျမကိုဘယ်လိုများပြုပြင်ခဲ့တယ်လဲကျမကိုဘယ်လိုဆဲဆောင်ခဲ့တယ်လဲအဲ့လောက်ကလေးပဲကျမတို့ပြပါမယ်။လက်တနဲ့ပတ်သက်လို့ကျမရင်ထဲမှာဆွဲလန်းဆုံးဆိုလို့ရှိရင်တော့ဒီလိုပေါ့နော်။ဒါကြောင့်ကျမပြောဝဲနေမှာအမြဲတမ်းဒီလိုရွတ်ရွတ်ပြလို့ရှိတာ။ဖြစ်နိုင်တဲ့တချင်းမှာဆိုချင်တာပေါ့နော်တချင်းလေးနဲ့ဆရာဥက္ကုကတော့တချင်းဆိုမယ်နဲ့တူတယ်နော်ချစ်ပြုံးလေးစီဆိုတော့ဒီမှာအင်းပေါ်ကြတာပဲချစ်ပြုံးလေးစီဆိုတဲ့တချင်းကိုဒီကထူလိုက်ဒီကတည်းကရင်းနှောင်းတော့နော်ကျွန်တော်တို့ရင်းနှောင်းနဲ့ပတ်သက်တယ်ကျွန်တော်တို့ရင်းနှောင်းတော့နောက်ပြီးတဲ့ဒီကလက်တန်ပူစောကြီးပေါ့နော်ကျွန်မတချင်းကြီးတိတ်ကိုပါတော့ဒါပေမဲ့အခုတော့ဒီကနေ့တော့ကျွန်တော်ညာလေးတွေပဲကျွန်တော်လုပ်ပြတယ်အဲ့ဒီဗျာလေးကဒီမှာရှင်မှာခုချိန်ကြီးဆဲလန်းနေခဲ့တဲ့ဗျာလေးတွေပေါ့နော်အတူလေးတို့အတူလေးဆိုရင်ဗျာလေးလောက်ပဲတူကိုကျွန်မအာရုံထဲမှာတော့အဲ့ဒါလေးရက်ကလည်းဆုံးနေတယ်တခါတည်းထိသွားတယ်ဘယ်လိုဗျာလေးလဲဆိုရင်ကျွန်မခဏနေသွားတဲ့ခါကျတော့လေနေတွေမှာကောက်ဆိုင်တဲ့ကလေးမလေးတွေ့တတ်တယ်အခုချိန်ဆိုတော့ကောက်ဆိုင်တဲ့ချိန်ဟုတ်တော့အခုချိန်ကတော့နေရှိတဲ့ချိန်ပေါ့နော်ဒီချိန်ကJanuary ဖေဖော်ဝါရီမှာလက်ဝဲနေမှာရုပ်ရက်တယ်ကျန်တော့တချို့လက်ဝဲတွေအကုန်လုံးရိပ်ပြီးပါပြီတချို့လက်ဝဲတွေကတော့ရိပ်ပြီးလို့မှထပ်ပြီးတော့တောင်ထွင်ရေးထပ်နေပြီးတော့အစ်စ်ရွေစကားအစ်စ်တွေမှာစဖို့ပြောနေတဲ့အချိန်အဲ့ဒီအချိန်ဆိုတော့သူကကောက်ဆိုင်တဲ့တွေရှိချင်မှရှိတော့မယ်ရှိရင်လည်းကောက်ဆိုင်တဲ့တွေဆက်ရှားပါအခုချိန်ကတော့အများကြီးမြင်ရတာလေလိတ်တဲ့တွေများပါဘူးကျမငယ်ငယ်ကကုန်းကောင်းမှနေခဲ့ရတယ်ဆိုတော့လေရိတ်တဲ့နေရာမှာကျမလိုက်ခဲ့ပြီကောက်ဆိုင်ကမှလေးကိုမြင်တိုင်းမှာအရင်တုန်းကကောက်ဆိုင်မှတီးဆိုတာစိတ်တန့်ရှိပါလို့ရှိရင်အရင်ကတော့ကျွန်တော်ငယ်ငယ်ကတော့အဲ့ဒါလေးဖတ်ပြီးတော့မှစာအနေနဲ့ပဲဖတ်ပြီးတော့ခံစားရတယ်ပေါ့နော်ဖတ်ပြီးတော့ကြက်လိုက်တာပေါ့ဒါပေမဲ့အခုအသက်ကြီးလို့ပြန်ပြီးတော့ဖတ်တဲ့ခါကျကြက်စစ်တဲ့လူကသူတို့စီမှာတို့ရဲ့ဒလိဆက်ကလေးကိုလည်းကျွန်တော်မြင်လာတော့အဲ့ဒီကောက်ဆိုင်မှလေးတွေကလက်တန်းဆိုတာပေါ့ဒီမှာနေကနေတော့ကောက်ခွေးလေးကောက်ဘားလေးကိုစိုက်နေတယ်တို့မဟုတ်ပြုံးလုပ်နေတယ်တို့မဟုတ်ပြုံးလုံးလေးတွေကိုတနေရာနဲ့တနေရာနဲ့ပို့နေတယ်တို့မအဲ့ပြုံးလုံးလေးတွေကနေတော့ယူပြီးတော့ပြုံးပင်လေးတွေဖြီးပြီးတော့တစ်ခုချင်းလိုက်ပြီးတော့စိုက်နေတယ်ဘာပဲလုပ်လို့တို့မှစိတ်ဆင်းရဲရင်စိတ်ဆင်းရဲအကြောင်းကပါဇက်ကဖွင့်ပြောလိုက်တဲ့အခါမှာကြပြအနေနဲ့ဖွင့်ပြောဒါမှမဟုတ်သူတစ်ခုတယောက်ကိုမျောတယ်ကောက်ဆိုင်မှာလည်းတဲနေလို့နေလို့နော်အဲ့ဒီတဲနေလုံးကြောင့်တယောက်ကိုညှော်တယ်လို့ရှိရင်အဲ့ညှော်တဲ့အကြောင်းကိုကြည့်ကြတဲ့လူကသူ့ရဲ့တရားတရားကိုထင်မှာတော့သူ့ကိုမျှော်နေပြီပေါ့နော်။ရောင်ကြီးကိုဖြစ်နေမှာပေါ့အဲ့ဒီကလည်းရောင်ကြီးကိုပေါ့နော်။ရွှေရောင်တွဲတွေပဲ။ရွှေရောင်တွဲဆိုတာရောင်ကိုထုံးထားတယ်လည်းပဲနောက်ကမှတိတိကျကျမှနေခက်တွဲတွဲလေးပြီးတော့အဲ့ဒါကြောင့်ရွှေရောင်တွဲလို့သူကဘာမှမသိဘူးပေါ့။ဒါပေမဲ့အဲ့လိုကလေးတွေအဲ့လိုကလေးချင်းချင်းတို့ချင်းမှလည်းဒီခေတ်စကားနဲ့ဆို easy ကလေးပေါ့နော်။အဲ့ easy ကလေးလေးတွေရှိတော့အဲ့ဒါလေးတွေကိုသူကထည့်ပြီးဆိုတော့သိချစ်စရာကောင်းတာရှိ။ကျမခဏတတိယလေးအချင်းလေးတွေကြပြလေးတွေရှိပါတယ်ကျွန်တော်ဒီဖုန်းတော့ကျွန်မဆုံးကြည့်ချင်တယ်အမေလေးကစိတ်မတူပူဘူးလားမေမောင်ကူလို့ကြိုပူရတယ်တန်းတူဖတ်ဘူး
ဒီကြောင်းလေးပဲပေါ့နော်အမေလေးကစိတ်မတူဘူးလာနေမောင်ကူလို့ပြောပြရတယ်တန်းတူပါတယ်ပထမဒီတစ်ကြောင်းကိုဖတ်လိုက်တဲ့အချိန်ကအမေလေးကအမေပေါ့နော်အမေသူ့ရဲ့အမေအဲ့ဒီအမေကစိတ်မတူဘူးအဲ့တော့ဒီလိုမျိုးသဘောမတူဘူးဆိုစိတ်မတူတာပေါ့လားစိတ်မတူဘူးဆိုတာမင်းနဲ့ကိုယ်နဲ့ကိုသဘောမတူဘူးရှင်နဲ့ကျမနဲ့ကိုအမေကသဘောမတူဘူးပေါ့စိတ်မတူဘူးစိတ်တူရဲဆိုလို့ရှိရင်တော့မင်းတို့ကအဆင်ပြေပါတယ်ဒီလိုမျိုးမှာပေါ့အခုကတော့စိတ်မတူအမေလေးကစိတ်မတူဘူးလာမေးအဲ့ဒီကြောင့်လို့ကြည့်လိုက်တဲ့ခါကျကျမဆဆချင်းကအဲ့ဒါမင်းကလေးမေးတယ်လို့ထင်တယ်အမေလေးကစိတ်မတူဘူးကျမအမေကတော့စိတ်မတူဘူးသူ့ကိုရှင်းနေတာစိတ်မတူဘူးရှင်းဘူးလာရင်လို့မေးလိုက်တယ်ကျမခံစားရတယ်ဒါပေမဲ့အောက်ဒီကြောင့်ကြည့်လိုက်တဲ့ခါကျတော့မဟုတ်ဘူးမောင်ကူလို့ပြောပြရတယ်တန်းတူပါလေမောင်ကူတယ်လို့ပဲပေါ့ကျမလည်းပြပါတာပေါ့အတူတူပဲပေါ့မောင်ရဲ့ဆိုတော့ဒါဆိုခုကမေးလိုက်တဲ့စိတ်မပူဘူးလားဆိုတာကမောင်ကမေးတာအောက်တိုက်ကမှလေးလာကြည့်ရတာသူရဲ့စစ်သူခင်မွန်းနေတဲ့ပို့ပြီးတော့ငါရဲရဲတဲ့တက်တိရှိလားမသိဘူး။ကောင်လေးကမင်းမှာပေါ့ဟာငါပြောလို့စိတ်မတူဘူးလို့ပြောတယ်ကွာ။နင်မတူဘူးလား။ဘိုးမောင်ကလည်းမောင်တောင်မှစိတ်ပူပါတယ်။မောင်ကူသူလိုပဲကျမလည်းပူတာပေါ့အတူတူပဲပေါ့မောင်ရဲ့ဆိုတာသူကပြန်ပြီးတော့ပြစ်သိမ့်လိုက်တာ။ဟောမင်းမကကျမအဲ့မှာပထမကျကျတော့တိတ်အသေးတယ်မပေါ့။နောက်တစ်ခါဒီလိုပဲကနဲ့ဖတ်မိရင်နည်းနည်းကြည့်တာတော့ယောက်ျားလေးလည်းတုံ့ပြန်လိုက်တာငေါပေါ့။မိုက်အတွေ့တယ်မှာထားလိုက်တော့အဲ့ဒါတရားတစ်ခါတစ်ခုနောက်ကတစ်ခုရှိတယ်။ယောက်ျားလေးနဲ့ပြောညံ့တယ်လို့ထင်ရတော့ကြပြပေါ့။ကျမအဲ့ဒါလေးနဲ့ပဲတွေးလာခဲ့ရတော့အခုချိန်ကြီးကျမအဲ့ဒါအမှုကြည့်ဖြစ်လာတယ်ပြီးတော့နော်။နောက်ကတစ်ခုကတောင်ကြီးရှင်ကြီးနေပြီးခဲ့တာရှိတယ်။ဘာကြပြလဲဆိုတော့ရှင်လူထက်တဲ့လို့ပြောတယ်။ရှင်လူထက်တဲ့ကျမအလို့ရတယ်လို့ထင်တာပဲကျမပြောပြမယ်။ဒီလိုများဇုံတစ်ခုကိုလိုက်လိုက်မှောက်ခုနော်။ရှင်လူထက်တဲ့73နှစ်ကချစ်တဲ့သူကိုအယူတခြားမိသွေးများကစီးတာဆိုရစ်ကိုထောင်လာထားရတယ်။နွမ်းနယ်စိတ်ရှိကပါကျမငွေကြောင့်မတွေ့ရကြောင်ကောင်းကြောင်မှမျက်နှာကိုရှိသူလဲအလားမဲလာအမျောရွေးတော်တင်ကတောင်စီနာကိုဂျာသွားဖို့ပြန်ဆောင်းရချင်နဲ့လက်ပံပင်ရှိကျင်းမြောင်းခွေတွေ့ကြတော့ခါဒါမျိုးမျိုးရေးတဲ့ကြပြလေးပေါ့နော်ရှင်လူထွက်တဲ့ဆိုတော့သူရှင်လင်ပြန်တဲ့အချိန်ပေါ့သူကျမထင်တာပေါ့နော်သူတို့ခိကလည်းယောက်ျားလေးတွေရှင်ပြူလာနည်းနည်းတော့ကြားတယ်နဲ့တူတယ်ဒါကြောင့်မို့မိတဆိုးရှင်ပြူလို့ဘာတော့မှလည်းနောက်တော့ကြာမိုးတူဝင်ရဲ့ရှင်ပြူပဲနော်တုတ်တုတ်ကလုတ်လုံးရဲ့အဲ့ဒီကောင်က16နှစ်တော့15နှစ်တော့ဒီကလေးကချက်တက်တဲ့အရွယ်ရောက်လာအဲ့ဒီအချိန်မှာသူကသွားပြီးရှင်ပြူကြတယ်ရှင်ပြူပြီးတော့ကိုရင်ဝက်ကြတယ်ပြန်ထွက်လာတော့အရှင်ပြူထွက်တဲ့73နှစ်ကချစ်တဲ့ပမာလေး73နှစ်ဒီကလေးကချစ်ခဲ့တဲ့သူဖြစ်မှာပေါ့သို့မဟုတ်လေကောင်းလေး73နှစ်ကဖြစ်မှာပေါ့ကျမလည်းတင်ချာတော့မသိဘူးကျမအဲ့ဒီခုပြလေးကစူလို့ကောင်းလို့နောက်ထောင်ပြီးဆိုကြကွာခုရွတ်လိုက်ပြန်စုံကြည့်လိုက်တယ်အယူတခြားမိသေးများကဒီသားဆိုဆိုတော့လေအမေလေးကတိတ်မတူဘူးလာမေးအမေလေးကတိတ်မတူဘူးသူ့အမေကတိတ်မတူဘူးခုလည်းဒီမှာဒီလိုပဲအယူတခြားမိသေးများကဒီသားဆိုမိသေးတွေကစီးတယ်တားတယ်ဆိုးတယ်စုထူလာပေါ့နော်ဒီကောင်လေးမှနင်ဖြစ်ရသလားနင်မျိုးရိုးကိုဘယ်လိုဖြစ်မှလဲနော်အိုးဒီလိုပဲမိမနဲ့သားသမီးနဲ့ဆိုတာအဲ့ဒီအချိန်မှာတော်တော်ခံရတာပဲသားသမီးတွေကနော်သူကတောင်းချစ်နေတာချစ်လို့အမေတွေကအမေသမီးတွေကဒီချိန်နဲ့တော့သူကဘာလို့လဲဆိုရစ်ကိုတောင်းမှကျမတင်တယ်ဒီရစ်ဆိုတာတော့သူတို့အလုပ်လုပ်နေကြအဲ့ဒီအရွယ်ကကလေးတွေကရွာတွေမှာသူပဲအလုပ်လုပ်နေကြတာပေါ့နော်ဘိုင်းဝင်လာလို့ငါဖက်လာလို့ချစ်ပြီးနေပေါ့ဒါပေမဲ့အဲ့ဒါကိုထောင်လာသူ့လို့ရတယ်တကယ်တော့ကျမတင်တယ်အလုပ်လုပ်တယ်ဆိုလို့ရှိရင်ရှေ့မှာသူဘုံလောင်းတော့လို့ပါတယ်လေရေတလင်းနေနေရှိတယ်အဲ့မြေတလင်းကမကြီးရိတ်ကိုခဏောင်းလေးကိုအဲ့ဒီအရိတ်လေးအောင်မြေတလင်းကပြန်ပြီးနေတာပဲချင်းနေတာပဲအဲ့မှာထိုင်ပြီးတော့ညနေထိုင်နေမှာဘာဖန်လာလို့ဘိုင်းနေတာလို့လုပ်မှာပေါ့အဲ့လိုလုပ်ရင်းနဲ့မောင်ကိုပြောရင်မှာပေါ့မောင်ကလည်းရှောက်ပြန်တန်ပြီးခြေအေးဝင်းရောင်အဲ့လိုမျိုးဖြတ်သွားမှာပေါ့မျိုးလုံးလေးလဲဆုံးမှာပေါ့အဲ့လိုမှာလူကြီးကပြီးသွားတဲ့အခါကျတော့မျိုးလုံးလုံးနဲ့တော့မျိုးလုံးလုံးနဲ့တော့ဒီကိုထင်ထားရတယ်သူဘာမှလုပ်လို့မရတော့မောင်ကလည်းမရအောင်သူကလည်းပြေးကျင်လိုက်တော့သူ့စိတ်ထဲမှာလည်းနွမ်းနွမ်းနေနေဖြစ်နေတယ်ဒါရှင်းလုံးကပါတဲ့ကျမပဲဖြစ်မှာပါကျမတို့မောင်နဲ့ကျမတွေအခုလိုခွဲရတာကတော့ရှင်းလုံးကပါတဲ့ကျမတို့ရဲ့ကျမတန်ကျမပဲမန်းနေတဲ့စိတ်ရှင်းကပါကျမငွေကြောင့်မတွေ့ရကြောင်ကြောင်မှကြားလာကျမတင်ရက်တွေလာချီနေပြီအဲ့ဒီခါကျမှသူ့မှာအခွင့်အရေးတစ်ခုရ
အဲ့ခွေရပါလဲဆိုရွာမှာသွားပြီးတော့သမင်းတို့တခုခုပစ္စည်းတစ်ခုကြံနေရဲ့လေမိတွေတွေကခိုင်းလို့ပြစ်မှာပေါ့နော်သွားပြီးတော့ပို့တော့အဲ့ဒီပို့ပြီးတော့အပြန်လာသွားပို့တယ်ဆောင်းရချင်တယ်လက်ပံလေးရှိကျင်းမြောင်းပွေလက်ပံမင်းကြီးရဲ့ရှိလက်ပံမင်းဆိုမျက်စိထဲမှာမြင်ကြည့်ပါကျမတို့ရန်ကုန်နားမှာတော့လက်ပံမင်းကြီးရှားတယ်ဒီနန်းကျောင်းကိုမန္တလေးမှာလက်ပံမင်းကြီးဟာလူ3-4ယောက်ဖက်လို့တော့မှတက်လက်ချင်းမကြည့်နိုင်ဘူးအဲ့လောက်ချင်လက်ပံမင်းအကျဉ်းကိုဖွင့်နေရှိလက်ပံမင်းကဒီရဲ့ဝါနေနေပေါ့နော်အဲ့လက်ပံမင်းလေးအောက်ကိုတွေးကြလက်ပံကောင်းကချင်ရတဲ့ချက်စားလို့ရတယ်မင်းရှိပြင်းပေါ့နော်အဲ့ဒါလေးတွေလက်ပံမင်းရှိနေသူတို့မြောက်ကမဆောင်ဘူးလေကပြေးကြတယ်မောင်ကလည်းရှိတယ်နော်ဒီကလည်းရှိနေတာမျက်နှာကြည့်သူလည်းအလားမဲတာအမျိုးရွေးတော်အိမ်မှာတောင်စီနာတို့ရာသွားခုတ်တယ်တောင်းရချင်တယ်လက်ပံပင်ရှိကျင်းမြောင်းခွေတင်းချင်းလေးနော်ဘယ်လောက်များကောင်းလိုက်လဲတင်းချင်းလေးကိုချင်ကြောက်လိုက်မဆောင်လာလေးတွေတွေ့လိုက်ကြတယ်ကြတယ်အပြေးကြတော့ဘာလို့လဲစိတ်ဝင်စားချက်ကောင်းတော့ဆက်ဖက်ကြည့်တော့မဲကပေးတဲ့ပိုးသေးလဲပါဘောင်းပေါင်းရလဲမှာရစ်တယ်ဘောင်းပေါင်းရအမေရလည်းဆိုခေါင်းလေးမှလည်းပေါင်းထားတယ်ဒါပေမဲ့အဲ့ဒီချိန်လုံးကတော့မဲတွေ့လိုက်တဲ့အချိန်မှာတော့ခေါင်းပေါင်းညာခေါင်းပေါ်မှာမရှိဘူးလေပဲမှာအထားတယ်ခေါင်းပေါင်းညာတယ်မှာရစ်လို့ဖွင့်လှစ်ကြတယ်ဆိုပခုံးပဲကျမဲ့ကြောပြင်လက်တင်ရက်လို့မတ်တက်တယ်လို့ဘာကြမ်းရလဲဗျာဒီကြရမယ်ဗျာအော်ကြာနော်အဲ့ချစ်ဆောင်ဖြစ်မှာပေါ့ချစ်ချစ်မိတဲ့သူကမျက်ရည်ကျတယ်ဟုတ်နော်ကမရီကနည်းနည်းမာတယ်ဒီမှာရဲ့နော်ယာရွာလေးနဲ့သွားနေကြလူလုံးနိုင်နေယောက်ျားလူပါလူသူအိမ်မှာလည်းသူပဲတောင်းကြမောင်းနေလို့ရတာဖြစ်မှာပေါ့ယောက်ျားရတော့ပြပြကန်းကန်းလေးဖြစ်မှာပေါ့နော်အဲ့လိုရောက်တဲ့ရှာတော့မိန်းကလေးတွေကယောက်ျားလေးပြပြကန်းကန်းလေးကိုချစ်တတ်တယ်လို့ပြောတာပဲဒီနည်းနည်းလေးတွေကျတော့လေယောက်ျားပြီးသွားတဲ့သူကချစ်တယ်လို့ပြောတာပဲသူတို့မင်းခါပြအဲ့တော့သူတို့မိမိသွားပါလို့ဒါလေးပြီးအဲ့အကြောင်းပြီးပါဗျသင်္ကာရရတ္တလို့အကြောင်းပြောချင်လို့ပါတော့အဲ့ဒီအချိန်မှာယောက်ျားလေးကသူ့ရဲ့ပခုံးလေးကိုကြောလေးနဲ့ကတ်သူ့ပခုံးပေါ်မှာလက်ကလေးကျင်ပြီးတော့မဲ့ကြောပြင်လက်တင်ရက်လက်မှတ်တက်တယ်လို့ကောင်းလေးကလို့လိုက်တော့မင်းကပြောလို့ပြောမှမသိပထမတော့ကြောင်သွားမှာပေါ့နောက်တော့သူငိုပြီးသူမတော့ငါတော့နှစ်သိမ့်ရတော့မှာပဲယောက်ျားလေးကမိန်းကလေးငိုရင်ယောက်ျားလေးကနှစ်သိမ့်ရမှာတဘာဝပဲအခုကတော့မိန်းကလေးကငိုပဲနဲ့ယောက်ျားလေးကတော့ယောက်ျားလေးကိုနှစ်သိမ့်ရနှစ်သိမ့်ရတယ်ဘယ်လိုနှစ်သိမ့်လဲဆိုတော့မောင်ကိုစိတ်ကမင်းနှမဆိုသလားတို့ချစ်ချင်းဝင်းအောင်တစေနေတိုင်းကိုရတဲ့မြင်တိုင်းမင်းတရားဘုံမကိုရေလိုခန်းချောက်ပါစေပါမောင်ကိုကျမစိတ်ငားတယ်ကျမပြောဘူးလားတစ်ခါမှမပြောဘူးအကြောင်းလုံးကြောင့်မတွေ့ဖြစ်နေတယ်ကျမမောင်ကိုအမြဲတမ်းကြည့်ရတယ်စိတ်ငားပူပန်နေတယ်အကြံဉာဏ်နဲ့လည်းထုတ်နေတယ်မောင်စိတ်မပူပါနဲ့နော်မောင်ကိုစိတ်ငားမင်းမလားဆိုသလားတို့ချစ်ချင်းဝင်းအောင်တစေနေတိုင်းကိုရတဲ့မြင်တိုင်းမင်းတရားဘုံမကိုတက်ကြောင်းတယ်နေတိုင်းမျိုးပြကုန်းပါဂျီလိုခန်းချောက်ပါဘူး။အဲ့ဒီကြလေးကိုကျမဖတ်ကြည့်လိုက်တော့ကျမစုပ်ကိုပဲထင်ကြည့်ရမလို့မိန်းကလေးတွေပဲထင်ကြည့်ရမလို့တော်လိုက်တာမိန်းကလေးတွေကကြံ့ကြံ့ခံနိုင်ပါပဲ။မိန်းကလေးကအားမဲ့တယ်ဘလောက်ပဲပြောကိုကတော့ကိုလိုချင်မှစိတ်ကြတာ။မိန်းကလေးအားပြောတာလည်းရှိမှာပေါ့။ဒါပေမဲ့ကျမကံကောင်းစွာတော့ကံမကောင်းစွာနဲ့ဒီတရားကိုဖတ်ပြီးရတဲ့အခါကျယောက်ျားလေးကခါခါကျလည်းနေကြတာပါလားပူကြတာပါလားမိန်းကလေးတွေအနှစ်သိရတာပါလားနော်အဲ့လိုလားနေနေပဲတဖြည်းဖြည်းနဲ့ကိုပဲအကူအမှာပါနီကိုချောက်ကိုလည်းမတ်တက်ရတာပါနီဆိုပြီးတော့ဒီလိုဖြစ်သွားတာပေါ့ဘာလို့ဒီကျမအဲ့ဒါလေးကိုချစ်ခဲ့ရတာအခုချိန်ကြီးလဲချင်းဖုံလုံးမှာဒီကြလေးကိုပြန်တွေ့တော့ဒါဟာသင်္ကာရရတာပေါ့နော်ယတ္တမှာကိုးပါးရှိတယ်ပြောပါတယ်သင်္ကာရယတ္တဒါအခုသင်္ကာရယတ္တတော့ကျမချင်တယ်အခုရှင်းညတယ်တော့ကျမတို့ခံလိုက်ခံ到တယ်သင်္ကာရယတ္တမှလည်းသိတယ်တခါကျတော့ဘာခံစားလိုက်ရလဲဆိုခံစားရအောင်မသိလိုက်တဲ့ယတ္တကြီးကျမစုအများကြီးရှိဘာခံစားရလို့ခံစားမှမသိတဲ့ယတ္တတကယ်တော့ကျမတို့မှာကိုယ်အရှင်စက်ကလေးယတ္တဟာကိုးပါးရှိတယ်ဘာလဲဆိုသင်္ကာရယတ္တတနာကျင်နာခြင်းစုတော့ဂရုဏာယတ္တဒါလည်းကျမတို့ခဏခံစားလို့ရတယ်နော်ဓမ္မမလို့ရှိရင်လည်းပျော်ရွှင်စွာရေမောလိုက်ရတော့ခွက်တိုးခွက်လန်ယူလိုက်ရတော့ဟာအာယတ္တဓမ္မမလို့ရှိရင်ထိတ်လန့်ကြောက်ရွံ့ခြင်းဆိုတော့ဗျာနကယတ္တဒါလည်းကျမတို့သိတာပဲစာရီထဲမှာဖတ်ရင်ကြောက်စရာအကြောင်းကြီးရင်ဥပမာတရေတစီအကြောင်းကြီးတယ်ဆိုတော့ကျမငယ်ငယ်တုန်းကအလိုကြောက်ရတဲ့ဝိသုဒ္ဓရှိတယ်ကျမအဲ့ဒါဖတ်ပြီးရတော့
အိတ်တောင်မအိတ်ဘူးကျမဘယ်ချိန်တော့ကစဖတ်တာလဲဆိုကျမထင်တယ်လေကိုရမ်း10တန်းမှာအထမစဖတ်တယ်အဆုံးထိဖတ်တယ်အဆုံးထိဖတ်တာနဲ့အဲ့လောက်ပြန်ချတက်တူလောက်တဲ့ခါကျတော့အဲ့နားမှာစအောင်ကျမတို့ကကျမကစီစွာတောင်းမှနေပါတယ်စီစွာတောင်းမှကျမတို့စာကြည့်လိုက်ခင်ရှိတယ်အဲ့စာကြည့်လိုက်ခင်အဲ့စာကိုပြန်တွေ့တော့ကျမအဲ့လောက်တစ်ခါပြန်ငှားဖတ်တယ်ဟောဒီရွယ်ကတော့18 19 20လဲရောက်နေပြီဒါဆိုရင်တော့ငငယ်တုန်းကကြောက်ပြီးတော့ပြန်ချထားကြဘယ်လိုတော့ဖြစ်လဲဆိုကျမပြန်ဖတ်တယ်အဲ့ဒီချင်းကြီးလေကျမအဲ့ဒါကြောက်နေလို့မရှိဝိတုကအိမ်နဲ့အချင်းသားများမောင်တက်နောင်ကြီးလေလို့ထင်တာဘာသာပြန်ဝိတုပါဘာသာပြန်ဝိတုမောင်တက်နောင်ဘာသာပြန်နဲ့အိမ်နဲ့အချင်းသားများအဲ့ဒီစာအုပ်ဟာအခုကျမကြည့်နေကျမအခုပြန်ဖတ်နေတယ်လူဆိုတာဘယ်လိုဆိုအိတ်ကြတာလဲကျမချမ်းအဲ့ရင်အိမ်မက်ဆိုတာမက်တာ तू ကအဲ့ဒီထဲမှာအိမ်မက်နဲ့ဒီတက်တာအိမ်မက်နဲ့ဒီရဲ့နောက်အဲ့ဒီအိမ်မက်ထဲမှာကိုကအလုံးကြောက်ကြကောင်းလို့အိမ်ကြီးတစ်ပိစီကိုကသွားနေတဲ့အချိန်မှာကိုယ့်ကိုနောက်ကကိုကအဲ့ဒါကိုကြည့်ပြီးတော့ဒီနေရာတော့ငါသွားတယ်လို့အိမ်မက်နဲ့နေတဲ့သူကဒီကိုပြီးတော့ကျင်နာကိုကိုဘယ်လိုလဲအိမ်တော်နေတယ်မမြင်နိုင်တော့အိမ်အားတွေကနောက်ကနေတွန်းဒီလိုလုံးလဲအေးဆက်တယ်ပေါ့နော်ဒီရတဲ့တိုက်အဲ့နားမှာရှိနေတဲ့အိမ်ကြီးကအိမ်ကိုအဲ့ထဲထဲကိုရောက်သွားတယ်တော့ငါတခုခုတော့ဖြစ်တော့မှာပဲအိမ်မက်ထဲမှာပြီးတော့လဲရှေ့ဆက်ပြီးသွားပဲနေလို့မရဘူးကိုခွန်အားအိမ်ကြီးနဲ့တုံးကိုလည်းရောက်သွားဆိုတော့တိတ်လာတော့နော်နည်းနည်းလေးကျွန်မအဲ့ဒါပြောရတယ်ခပ်တူးရတယ်ပါမယ်လို့ဒီမှာလေဒါပေမဲ့အဲ့ရက်ကအကြောင်းကိုပြောတဲ့ခါမှာလေဒါဗျာနကရက်ကအကြောင်းကိုကျွန်မနည်းနည်းလေးဟိုလုပ်ပြီးတော့မှုန်းကြည့်ပြီးတော့ပြောချင်တယ်အိမ်မက်မက်လိုက်တယ်ကျွန်မစမှတ်တယ်ဆိုတာအဲ့ကျွန်မစမှတ်တဲ့ကကျွန်မမှာအိမ်မက်ထဲမှာအဲ့လိုသွားနေတယ်ဒါပေမဲ့ကြောက်လန့်နဲ့သွားနေတယ်မသွားဘူးတော့အားလောက်ပဲတွန်းပုတ်ကိုတွန်းရတယ်ဆိုတော့ရောက်သွားတယ်ဒါပေမဲ့ဘယ်နာရောက်သွားလဲဆိုတော့အင်ချမ်းမောပါရောက်တော့အင်ချမ်းမောပါနားလေးမှာအတင်းပုတ်ကိုဟန်တင်းလိုက်တဲ့ကဘုရားဆိုင်လည်းကျွတ်မှာပေါ့ကျွန်တော်ဆိုတန်ဖို့တွေရွတ်တာပေါ့နော်တန်ဖို့တွေအချောက်ဝင်းစားဖရာသင်းစားအဲ့ဒါတွေရွတ်ပြီးတယ်နော်အိမ်မက်ကရွတ်ပြန်ရတယ်ဆိုပါသေးရဲ့ငါအဲ့ဒီချောင်းဝင်းလေးကိုပြောင်းလိုက်ဒါပေမဲ့အဲ့ဒီအိမ်မက်ကိုမင်းမိုးလင်းလာတဲ့ခါကျသူမပြောဘဲနေတယ်တယောက်တော့ပြောချင်တယ်တငယ်ချင်းရောက်ရှိမှာပေါ့ကျမနဲ့ဒီပေါ်ပြလာတတ်တဲ့တငယ်ချင်းကိုငါတော့အဲ့ဒီအိမ်မက်တဲ့တော့ဆိုပြီးတော့အဲ့လိုပြောလိုက်တယ်နောက်ညကျတော့ပထမမတဲ့ကမမတော့ဒုတိယအဲ့ဒီအိမ်မက်ကိုပြောခံရတဲ့အဲ့ဒီအိမ်မက်ကိုစမဲ့ပြီးအဲ့ဒီအိမ်မက်ကိုမက်တော့လေဘယ်ကနေစမဲ့လဲဆိုတော့အဲ့ဒီခြံဝန်းပေါက်ရှိနေဟိုရောက်နေတာရောက်နေပြီးတော့အဲ့ခြံဝန်းထဲကနေတော့သူကြောက်လို့သူမသွားချင်တယ်လေအဲ့ဒီခြံတောက်လျှောက်သူ့ကိုတရားကအဲ့လိုတင်းလုံးဖို့သူကြောက်လို့ရုံကန်ဘလောက်မှလူလည်းမမြင်အောင်သူ့ဘာတော့နေမှလည်းမသိဘူးအဲ့လိုနဲ့နောက်အိမ်ဝမ်းရှိအိမ်ဝမ်းထဲဝင်သွားတော့အိမ်ဝမ်းထဲကနေအိမ်ဝမ်းပေါက်ပြီးမှပိတ်တယ်ဒါပေမဲ့အဲ့ဒီတကားကြီးဟာသူလာတဲ့အချိန်မှာပွင့်လို့ဆယ်ဆယ်ဖြစ်နေအဲ့ဒီကောင်သူကမသွားချင်ဘူးအတင်းလုံးကန်နေဖြစ်ရအောင်ဒါလည်းသူလည်းသမုဒ္ဒေမှာပြောမှာပေါ့သူအိမ်လာနေတော့လက်လို့လားသူကလည်းသူမစားလိုက်ကြီးကိုသွားတယ်စားလိုက်မှသွားရင်လည်းစားလိုက်မှစားတော့ထုတ်တယ်ထုတ်ရင်းကနေပြီးတော့အဲ့စားရေးတဲ့စရေးမှာကျမတို့ခင်လို့သူနဲ့ခင်လို့ပေါ့ကျမတို့အဲ့လိုပဲညရင်မမတာဆိုပြီးပြောလိုက်တယ်ပြောခံလိုက်ရတယ်ကနောက်တစ်နေ့ညကျတော့ကြတယ်အဲ့တော့အိမ်မက်မှာလက်စင်ကမ်းတော့အခုပြီးတစ်ခုလက်စင်ကမ်းပါတော့ထဲထဲမှာဘာလို့ဖြစ်မှာလဲထဲထဲရောက်တော့ဘာဖြစ်မှာလဲနောက်ဆုံးသူတက်ချင်တဲ့သူကအိမ်မက်ကိုပေးတဲ့သူကဘူဒူအတက်တွေပါလို့ကျမတို့ဆေးနဲ့ဆေးရတာပေါ့နော်အဲ့လိုဆေးနဲ့ဆေးနဲ့အတက်အဲ့ဒီအတက်နဲ့သူတက်ချင်တဲ့သူစီကိုရောက်အောင်ပထမဒုတိယတတိယအိမ်မက်ကိုတက်ဆောင်သွားတယ်နောက်ဆုံး9ယောက်မြောက်နေတယ်အဲ့9ယောက်မြောက်ကြာတယ်အဲ့ဒီဟာပြင်ပါတော့အဲ့လိုလို့ဆိုတော့ကျမအဲ့တော့ပြန်မှန်းပြီးတော့ကြောက်ရွံ့ခြင်းဆိုတဲ့အတိကျမတော်တော်လေးသိတာဒါရက်တာစာပြေကကျမကိုပေးတာကျမတို့အပြင်မှာလည်းကြောက်တာပေါ့အခုချိန်ဒီလည်းကျမကြောက်ဆုံးနေကြောက်နေလို့ပဲတော်တော်ကြောက်ပါတယ်ကြောက်တဲ့အကြောင်းကတော့ကျမထင်တယ်ကျမပြောပြကြမလို့အားလုံးကြောက်တယ်ကျမမြန်မာနိုင်ငံသားအကြောင်းတွေလည်းမရတာဒါကြောင့်လည်းပြောတာလေကြောက်ရခြင်းမှာကင်းလို့လာပါလို့အခုချိန်ဒီလည်းကြောက်နေရတယ်လေဆိုတော့ကြောက်တဲ့အကြောင်းကအခန်းတနာပြောပြနေတာမလို့ဒါပေမဲ့ဒါလေးကတော့ဝိတုအဖြစ်တစ်ခါကျတော့အပြင်မှာကကျမတို့မကြောက်ချင်တာမိုးလေးများအေးလာပြီဆိုရင်ကျမတို့ညီမတွေကျမတို့ညီမအမအကြီးကိုထားလိုက်တော့ကျမတို့ညီမ3ယောက်ရှိတယ်မိုးလေးအေးလာလို့ရှိရင်ကျမတို့ကမြို့ထဲကိုစောက်ဆန်သွားပြီးစောက်ငန်းကြတယ်ကျမတို့ဖြစ်တယ်ကTV ဘာမှလည်းမရှိဘူးမရှိတော့စောက်ဆန်သွားတယ်စောက်လေးငါ့အုပ်တစ်ခါညားတယ်သုံးတောင်းထလေးတို့ပြုတ်ဝက်တဲ့မျိုးထလေးတွေညားတယ်ကျွန်တော်ပယ်လာပြီးတော့အိမ်မှာအဲ့မျိုးအေးနဲ့သမင်းညသမင်းချင်းပေါ့နော်ချက်လိုက်ပြီးတော့အိမ်ရထဲမှာဆောင်းလုံးလေးမှာကိုယ်ပြီးတော့ဖတ်လိုက်တယ်ကြောင်းရချင်းရဲ့အရာကလည်းကြိုက်တာဒါပေမဲ့အပြင်မှာတော့မကြိုက်ဘူးအပြင်မှာတော့မကြိုက်မလုပ်ချင်ဘူးပေါ့နော်မကြောက်ချင်ဘူးပေါ့အဲ့ဒါကဘယ်ရမကလက်က
နောက်တန်ခါရတနားလည်တယ်လို့ပြောခက်ခဲတယ်လို့ပြောပါတယ်တန်ခါရတဆိုတာတည်ငြိမ်အေးချမ်းခြင်းပေါ့နော်တင့်တယ်ခြင်းပေါ့အေးချမ်းတည်ငြိမ်ခြင်းတင့်တယ်ခြင်းဘယ်လိုဟာမျိုးများတန်ခါရတဖြစ်မလဲပေါ့ဆိုတော့ကျွန်မစာရီထဲမှာဖတ်ကြည့်တဲ့အခါမှာတော့ကြပြကျွန်မစောစောရွတ်ပြတယ်ဘိုးရည်တဲ့ရဲ့အဖွေဖွေတွင်းကျယ်ရင်းရင်းလက်ဆောင်တဲလေးခြေတန်းရှိဘိုးကုတ်အောင်မှာကြာနေတစ်ခွက်ထူတစ်ခွက်တဲနဲ့ပဏ္ဍန်ချင်းအဲ့ဒီကြပြဟာတဲ့လေးလာတက်ချက်ပြီးတော့နည်းနည်းချင်းပေါ့နော်ခွဲချမ်းစိတ်ကကြည့်လိုက်လို့ရှိရင်ဒါတန်ခါရတနှွယ်တော့ကြပြလို့ပညာရှိတွေကပြောကြတာတည်ငြိမ်အေးချမ်းတယ်ဒီကြပြလေးကိုကြည့်လိုက်ရင်လည်းငြိမ်းချမ်းတာတည်ငြိမ်သွားတယ်စိတ်ကိုရှောင်းမှုလည်းမရှိဘူးအေးချမ်းတော့အာရုံထဲမှာဒီကြာပွဲလေးတစ်ခွက်အဖြူလေးတစ်ခွက်အမေလေးတစ်ခွက်လက်ဆောင်လေးနဲ့ခြေတန်းရှည်လေးနဲ့သူ့အောက်မှာရေလေးတွေကခွေးရေရည်တစ်မျိုးမိုးရေရောပြင်းနေတော့ဆယ်မြောင်းချောင်းကန်နဲ့ကန်တက်လာတဲ့ခြေရောတက်ရည်နဲ့မိုးရည်နဲ့နှစ်ခုပေါင်းပြီးခွေးနေတဲ့နေရာလေးအဲ့တော့အဲ့ဒါမျိုးကတဏှာရတကိုပေါ်ဆောင်တယ်လို့ပြောပါတယ်အဲ့တော့ကျမတို့ရတနဲ့ပတ်သက်လို့ဖတ်ခဲ့ချိန်မှာခိုင်ရင်းကတော့ငါဘယ်ရတကိုဖတ်နေတာလဲလို့ကျမတို့မခွဲခြားနိုင်ပါပြီးတော့မှပြန်ပြီးတော့တွေးကြည့်လိုက်တဲ့အခါကျတော့ဒါမှဖတ်ခဲ့တာကရတပဲနော်အဲ့ဒီလိုပဲပြန်ပြီးတော့ခွဲခြားနိုင်တာဆိုတော့ကျမအနေနဲ့ရတစာပေဖတ်တဲ့အခါမှာဘာကြောင့်များဒီတွေဟာရတစာပေဖတ်ကြတာလဲဘာအကြောင်းအကျိုးတွေရှိနေလဲခွဲပြီးပြီးဖို့ဆိုလို့ရှိရင်ဖတ်တဲ့စာအုပ်တွေကပြန်ပြီးတော့ပြန်သုံးသပ်ကြည့်ကျမတို့ဖတ်တဲ့အခါမှာအမျိုးမျိုးရှိတယ်ရတစာပေဆိုတော့လူတွေအကြောင်းလေးတာကိုလူတဘာဝလူစရိုက်အကြောင်းတဘာဝပတ်ဝန်းကျင်အကြောင်းရဲရင်မှုတွေအကြောင်းကြောက်ရွံ့မှုတွေအကြောင်းချစ်ချင်းမြတ်တာတွေအကြောင်းရုပ်မာမှုတွေအကြောင်းကြည်ကွဲမှုတွေအကြောင်းဆက်စုပ်မှုတွေအကြောင်းမုန်းတီးမှုတွေအကြောင်းအဲ့ဒါတွေရေးတဲ့အခါကျကျမတို့ကကိုတယောက်တည်းခုမှကိုကမှာကိုကံမျိုးကိုကြုံမြင်မှကြုံရတယ်ဒါပေမဲ့လည်းစာအုပ်ကိုဖတ်လိုက်တယ်10အုပ်ပိုင်း10မျိုးသူများကြုံတာ10မျိုးကျမတို့ကပို့ပြီးတော့ဘုဒ္ဓတာဖြစ်ကြုံတာအမှားခံစားလို့ရတာပေါ့နော်အဲ့တော့သူတို့ရေးထားတာတော့လက်သက်စာပေကိုဖတ်ကြတာတဲ့နံပါတ်1ကတော့လူတွေဟာကိုအကြောင်းကိုသိကျင်တယ်လက်သက်စာပေခုချိန်ကြီးဘာဖြစ်လို့ဖွံ့ဖြိုးနေတာလဲဆိုလူတွေဟာကိုအကြောင်းကိုသိကျင်တယ်တဘာဝလူတဘာဝလူစိတ်ကိုနားလည်စေတယ်ဒါကြောင့်လက်သက်စာပေကခုချိန်ကြီးမတိမ်ဘောပါဘူးလူစိတ်တဘာဝဆိုတော့လူစိတ်တဘာဝဆိုတော့ကျွန်တော်အလုပ်တွေကျမတို့ရဲ့တဘာဝပေါ့ဒါကြီးမှချင်းစိတ်ပါမယ်လူဟာကိုအကြောင်းကိုစိတ်ဝင်စားတယ်ငါအကြောင်းကိုဘယ်သူကဘာပြောမှလဲဆိုတာကိုစိတ်ဝင်စားတယ်သူများအကြောင်းကိုနည်းနည်းပဲစိတ်ဝင်စားတယ်တဲ့လူဟာကိုအကြောင်းကိုနံပါတ်1ပုံပြီးစိတ်ဝင်စားတယ်လူကအတ္တကိုကြည့်ရအောင်ဆိုတော့အဲ့ဒါမျိုးရဲ့နောက်တစ်ခုကတော့တွေးခေါ်ပြောပြစီတယ်ပေါ့ရတစာပေဖတ်တဲ့ခါကျတော့ရတစာပေတွေကလည်းပါလာတဲ့အကျိုးအကြောင်းတွေကျမတို့ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါမှာသူတို့ကတော့ဒီလိုကြုံခဲ့လို့ဒီလိုဖြေရှင်းတာပဲပေါ့နော်အဲ့ဒါမျိုးလေးတွေအကြောင်းချက်ပေးနေတယ်ဒါကတော့အချက်အလက်တွေပေါ့နော်အချက်အလက်တွေပေါ့ဒါပေမဲ့ကျမအနေနဲ့ဆိုရင်ခံစားချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျမတို့လွှမ်းမိုးနိုင်တဲ့စာအုပ်တွေရှိတယ်အဲ့စာအုပ်တွေထဲမှာပါတော့ဇာတ်ကောင်ရှိတယ်ပြောမယ်ဆိုတော့ခွဲပြောမယ်ဆိုရင်ကျမကိုလွှမ်းမိုးခဲ့တဲ့ယောက်ျားတွေလည်းရှိပါတယ်ကျမချစ်ခဲ့တဲ့ယောက်ျားတွေပေါ့နော်ဒါအပြည့်လူတွေမဟုတ်ပါဘူးအပြင်မှာလည်းမရှိပါဘူးဒါကအခုရက်တစာပေထဲမှာဝတ္ထုတွေထဲမှာသူတို့ကြပြားတွေထဲမှာပါတော့ယောက်ျားတွေအဲ့လိုလေမိမတွေလည်းအများကြီးရှိပါတယ်ကျမချစ်ခဲ့တဲ့မိမတွေကျမဒီဟာကိုဖတ်ပြီးတဲ့နောက်မှာလေးစားရတဲ့မိမတွေကာကျတော့စိတ်ထဲမှာတမျိုးကြီးပဲဒီမိမတွေနော်ဒါပေမဲ့အဲ့ဒါလည်းကျမသိချင်ကြည့်အောင်ခဏခဏလေးကျမရဲ့ရင်ထဲမှာအားလို့အားမချင်မရဖြစ်တဲ့မျိုးသမီးအဲ့ဒါမျိုးတွေရှိတယ်အဲ့တော့ပြောပြမယ်ဆိုရင်အကျဉ်းချုံပြီးတော့ကျမ9ယောက်လောက်တော့ကျွန်တော်ပြောပြချင်တယ်ကျမကိုပြောမှုခဲ့တဲ့မိမ9ယောက်နံပါတ်1မိမအမေတယောက်အမေကသူ့အမေလဲဆိုတော့သိဖေးနေရဲ့ကျမထင်တယ်လူလိုက်ဖတ်ဖို့မယ်ဘာလို့ဆိုကျမတို့ခေတ္တကကျမထင်တယ်လေအလဲတန်းစကပြေလက်လေးစင်ကအထက်တန်းစကပြေလက်လေးစင်ကအဲ့ဒီကျမတို့အမေဆိုတဲ့ခေါင်းစဉ်နဲ့သူ့ဖေးရဲ့စာတကူကျမတို့သင်ခဲ့ရတယ်တို့မို့သင်ရတာမဟုတ်ဘဲနဲ့ကျမတို့အမတွေသင်တာဟောကျမစာရေးကိုဖတ်ချင်တာဆိုတော့အဲ့ဒီကနေယူပြီးဖတ်မိတယ်လားမပြောတတ်ဘူးခေါင်းစဉ်ကအမေဆိုတဲ့ခေါင်းစဉ်နဲ့အဲ့ဒီထဲမှာဒီအမေကိုဖတ်ချလိုက်တဲ့အခါကျတော့အဲ့ဒီချိန်မှာကျမအမေမဆုံးသေးပါဘူးကျမပြောင်းဖြစ်ပြီးတော့ကျမမဆုံးတာသူ့အမေကိုဖတ်ကြည့်ပြီးတဲ့နောက်မှာအမေတွေဟာဒီလိုပါလဲတော့တာသမီးပုံမှာဒီလောက်ကြည့်အောင်ညံ့လို့တတ်ခင်တွေတတ်တာတွေ့တာတတ်တာပါလားဖွင့်လွတ်တတ်တာပါလားနောက်အချစ်လဲချစ်တယ်တွေ့မိတာဘူးအဲ့တော့သူ့အမေက
သိချစ်စရာကောင်းတဲ့အမေပညာတက်ရှာပါလားသိပြီနဲ့အမေကသိပြီနဲ့စားအရန်အရေးကောင်းတာအရေးကောင်းတော့သူနာမည်ကြီးတဲ့ဝတ္ထုတွေရှိပါတယ်အရှိကနေမျိုးသက်တိပမာတက်ဖုံးကြီးတွေတက်ခစ်လက်ဆိုးလို့ပေါ့နော်အဲ့ဒီဝတ္ထုတွေကိုကျွန်တော်ကြိုက်ပါတယ်ဒါပေမဲ့အရှိကနေမျိုးသက်တိပမာမှာတော့ကျွန်တော်နည်းနည်းလေးမကြည်နဲ့တာဒီထဲတဲ့ဇက်လိုက်ပေါ်မှာမကြည်နဲ့တာနည်းနည်းရှိတယ်ဦးသိပြီနဲ့သူ့ဝတ္ထုကကိုတင်ထွန်းနေတူပါတယ်နော်ဇက်လိုက်ကကျွန်တော်မမှတ်မိတော့သူ့အကြောင်းလေးလည်းနည်းနည်းပါတယ်လို့ပြောတယ်သိပြီနဲ့ပြောတယ်သူငယ်ငယ်တုန်းကတဲ့စာဖတ်တဲ့အခါမှာနည်းနည်းများပွေတဲ့လူတွေရဲ့စာတွေအကြောင်းခဏခဏဖတ်တယ်။များပွေတဲ့လူတွေဖတ်ပြီးတော့ယောက်ျားကောင်းမောင်မတစ်ကောင်စိတ်လေးဒီမှာရှိခဲ့တော့ပေါ့နော်။အဲ့တော့တဲ့မိမဒီတော်တော်များများကိုချစ်လဲချစ်ခဲ့ပြီးတယ်။ကြီးစားလည်းဖြစ်ခဲ့ပြီးတယ်။မချစ်ချစ်မိမလည်းရှိခဲ့တယ်။ဆိုတော့အဲ့အရာလေးတွေကသူ့ဝိထုထဲမှာသွားပြီးတော့ချိန်ဆတဲ့အခါကျတော့ကျမယောက်ျားဆိုရင်အတင်းပြင်းရဲ့ယောက်ျားမျိုးကိုကျွန်မမကြိုက်ဘူး။ကျွန်မကြိုက်တာကခင်ဆွေဦးရဲ့ယောက်ျားမျိုးကိုကြိုက်တာဘူး။နော်။ခင်ဆွေဦးရဲ့ယောက်ျားကတစ္ဆာရှိတယ်၊ဒီကြည်တယ်၊လေးနဲ့တယ်၊ထောက်တယ်။ရုပ်ရည်ကတော့တက်ချော်ရေးမဟုတ်ဘူးပေါ့နော်။ညာမပွေဘူးပေါ့နော်။အဲ့တော့ကျွန်တော်လေးစားရတဲ့ဇက်ကောင်လေးကခင်ဆွေဦးရဲ့ဇက်ကောင်လေးနောက်ပြီးတော့ယူရီကြည်ဝေရဲ့ဇက်ကောင်လေးကျွန်မချစ်ခဲ့တာ။ဦးသိန်းပြင်းရဲ့ဇက်ကောင်လေးတော့လူပိတလိုက်တာ။ယောက်ျားလေးပိတလိုက်တာပေါ့နော်။ကျွန်တော်ဖတ်ပြီးတော့ဒီကရှိမောဖြစ်ရတယ်ဒါပေမဲ့စာရေးကောင်းတဲ့ခါကျတော့ကျွန်တော်တို့ကဒါအစ်စ်မှန်နေပြီလူဘဝပဲလေကျွန်တော်တို့ဖတ်ပြီးတော့ကျင့်ရခဲ့တယ်ဖြစ်ချင်တယ်လည်းမမေ့ပါဘူးဒါပေမဲ့အသိစိတ်နဲ့စာနေတော့မှကျွန်မအစဲဆုံးကအဲ့ဒီအမေပါပဲသူစာရေးတဲ့ခါမှာအမေအကြောင်းကိုဝတ္ထုအတူလေးကိုမှားတော့ဝတ္ထုကောင်ကလည်းဟုတ်ပါအစိမ်းသဘောမျိုးကရေးထားတာဒါပေမဲ့အဲ့ဒီအမေဟာကျွန်မတို့ခုကြည့်ကြည့်စဲဆောင်တယ်အမေကသူ့ကိုချစ်တယ်အရင်ချစ်တာချစ်လို့သူကြောင်းသွားတဲ့အခါကျတော့ကျောင်းသားကသူကဘုဒ္ဓလေးဒါပေမဲ့ဘုဒ္ဓလေးတွေနဲ့သူ့ရဲ့အဖေကညီတိုင်းကလေးဆိုတော့သူညီသွားတိုင်းရတဲ့နေပေါ့အဲ့နေကတရိုးဘုံလို့ခေါ်တာအဲ့ဒီလိုသူသွားတဲ့ခါကျအဲ့ဒီမှာသူနေရတာပေါ့နော်သူအဲ့ဒီနေရာလည်းဘုဒ္ဓလေးနဲ့နောက်ဘုရားလေးကလည်းညီညီလေးရဆိုတော့အဲ့ဒီနောက်မှာသူကျောင်းစတဲ့သူကျောင်းတက်ချင်တယ်အရင်ပြင်းနေတယ်ကျောင်းသွားပြင်းတဲ့ခါကျတော့သူကတရက်တော့သူ့အမေကလည်းလှူတာမနေဘူးလေကျောင်းတက်တယ်သူကအဲ့ဒါအိတ်ချင်ဆောင်တယ်တာမန်အိတ်ချောင်ဆောင်လည်းမကောက်ဘူး။မြတ်လှုပ်ပြီးတားလေးထားတော့ဆိုအကြောင်းသွားရမယ်ဆိုနှိုးတဲ့အချိန်မှာသူအိတ်ချောင်ဆောင်လည်းမကောက်လက်ကလေးတွေလည်းပက်လက်ကလေးကိုခောက်တိခောက်ခွေလေးပေါ့နော်ပြီးတော့လက်ကလေးကိုလည်းချိုးချလိုက်တယ်။သူဘာဖြစ်သွားလဲ။သူတတိရက်နေလို့ဘာလို့အမှားတော့ကြောင်းမတဲ့အချိန်ကိုမူရမှန်လောက်လိုက်တာ။ဒါပေမဲ့အမေကအားကြည့်ပြီးတဲ့နောက်မှာအမေကိုစိတ်ထိလိုက်တော့ပြီးတာဆိုပြီးတော့ခက်ကလေးဘာဖြစ်တမန်ကြီးလာကြအောင်တော့ဆိုတော့ထင်းပွဲချပြီးလို့သူ့ကိုဖက်ပြီးတော့အတူတိလိုက်တော့အောင်ငါမူရတော့နည်းနည်းလွန်သွားပြီအမေကိုတနာလိုက်တာအမေဟာအဲ့ဒီချိန်မှာတကယ်ကိုငုံကြီးချက်ပါတယ်တားလေးအဲ့လိုဖြစ်သွားတဲ့အခါမှာအဲ့ဒီမှာနောက်မှာဘယ်တော့မှအမေကိုအဲ့လိုမူလကြီးပေါ့နော်မူလကြီးပေါ့တော့အကြောင်းမသက်ချင်မလုပ်တော့ပါဘူးဒါပေမဲ့အမေရဲ့အဲ့ဒီကကျွန်တော်လေးအကြောင်းမသွားချင်ဘူးအဲ့လိုခံဆောင်လိုက်တာကအမေရဲ့လို့ပြန်ပြောလို့မထွက်ဘူးအမေကပြေးသွားတော့သူအဲ့ဒီအကြောင်းကိုဘယ်တော့မှပြန်မပြောဘူးအတားလေးပေါ့ခွေးနေလိုက်တာပေါ့နော်သူ့အမေရဲ့အကြောင်းအဲ့ဒီချိန်မှာတော့သူကအမေရဲ့သူ့ပေါ်မှာချစ်နှလို့အယူမိမဒါလေးကိုလူလေးဖြစ်သွားတဲ့အခါမှာဟာငါသားလေးတော့သိပါတယ်သူကအသက်မရှိတော့ပါဘူးဒါမှမဟုတ်မေ့ပြောနေတယ်အော်ကြီးဖြစ်ကျင်တယ်ငိုလိုက်တာဒါကြောင့်ပါပေါ့နော်အဲ့ဒါကိုမှတ်မိသွားတယ်နောက်တစ်ခုကအမေကသူ့ចောင်းသွားတဲ့အခါကျတော့အမေကသူ့ကိုပြောတာပေါ့နော်သူចောင်းသွားတယ်ဆိုတော့ចောင်းတကယ်တော့ចောင်းသွားတယ်ခုတည်းလေးနဲ့ဝင်လာတာနီးနီးလေးပါကျမတို့မိုင်း20 15မိုင်နဲ့မိုင်း20လောက်အဲ့လိုတော့ဝင်မှာပေါ့သူသွားပြီးចောင်းတက်ရတော့ဝင်လာလို့သူပြန်လာဖို့သူ့အမေကနည်းပြောတယ်တစ်ခါမှတော့တဲ့အမေကပျော်နေတဲ့အချိန်တကယ်တော့သူအဲ့မှာသွားပြီးចောင်းတက်တာကိုရန်သွားចောင်းတက်တာကိုရန်သွားចောင်းတက်တာကိုရန်ကတကယ်တော့ចောင်းပိတ်ပြီចောင်းပိတ်ပြီးဆောင်းမပြီးပြီចောင်းပိတ်ပြီးသူပြန်လာအမေကလည်းသိတယ်ဒီရက်ဒီခါလာသူပြန်လာဒါပေမဲ့အဲ့ဒီရက်မှာကြည့်ချင်တော့အသိဉာဏ်ပြန်စားလဲတော့တာတော့သူ့ရဲ့ဆရာကရှစ်တန်းဖြေတဲ့ဖြေတွေကိုသူ့ကိုစစ်ခိုင်းတယ်သူကကိုရန်နေတယ်သူရှစ်တန်းဖြေကိုစစ်ခိုင်းတဲ့အခါကျဆရာကလေးစားတော့အဖြစ်အဲ့ဒီမှာကြောက်အဲ့ဒီမှာပဲဆက်နေပြီးတော့အိမ်ကိုမပြန်ဘူးပေါ့နော်မပြန်ခဲ့တယ်သူကစာရီကိုစစ်ပေးနေတော့အမေကဒီလာချင်းတောင်လို့ပြောနေပြီမလာသေးဘူးအဲ့တော့တားကလည်းတယ်လီဖုန်းတွေပါလေအဲ့ဒီကရှိမှမရှိပဲစာရီပါကျင်းနေတယ်တော့မလွယ်ဘူးလေဒီကအဲ့တော့သိလေခက်ခက်မတွေးမိပေါ့နော်အမေလွမ်းနေမှာတော့တွေးမိရတယ်သွားဖြစ်တယ်ပြီးတော့မှအိမ်စာရေးစစ်ပြီးပြီဆိုတဲ့ခါကျမှသူကပတ်စတိုင်းနဲ့ပေါ့နော်ကျုံကျုံတက်ပတ်စတိုင်းနဲ့သူကသွားပြန်ရောက်သွားအမေက
အိမ်ထဲမှာလမ်းပြီးတော့ပြေးဝင်တယ်သူ့သားကိုအိမ်ရှိတော့ဖက်ပြီးမမျောဘူးပေါ့နော်အမေကိုဟိုသူ့ဘက်သားကမာကြီးကဒီမှာမဲမေးနေသားပါလာပြီပေါ့နော်အမေကမကြားပဲပဲနေလဲကြားမှာပေါ့ဒါပေမဲ့အိမ်ရှိကိုသူဖက်မလာဖက်မလာပဲအိမ်ထဲမှာပဲနေနေတယ်ဒါအပြေးရောက်သွားတယ်သွားလိုက်တဲ့အခါကျတော့သားကိုကညင်ညောင်ဆောင်နေတယ်အမေကသူ့ရင်ထဲမှာတော့သူပြောနေတာဘယ်နည်းရှိပြီလားမသိတာနေမကောင်းရဲ့လားတားရငါစီလည်းဘာမှလည်းမပြောဘူးဘာလို့နေတာပါလဲသူကပူပင်နေမှာပေါ့အဲ့ပူပင်နေတဲ့အတွက်သူကပြန်ပြီးတော့စစ်ကောက်တဲ့ပုံစံမျိုးဖြစ်မှာပေါ့နော်အဲ့တော့သူ့အမေကသူ့ရက်မကြည့်အဲ့ဒါသူအထဲဝင်လာပြီးအမေကျွန်တော်ပြန်လာကျွန်တော်ကစာတော်ရဲ့ခါကျကျွန်တော်ခုကိုယ်တိုင်ဖြေပြီးတော့လည်းကျွန်တော်ကိုစစ်တမ်းဖြေတဲ့အဖြေကိုဆရာကကျွန်တော်ကိုဦးစစ်ခိုင်းလို့အဲ့ဆရာမရှိဘူးဆရာနေမကောင်းလို့မဖြစ်အဲ့ဒါအဲ့နေရာမှာသူ့ကိုဝင်စစ်ခိုင်းလို့အမေကျွန်တော်လောက်တော့လေကျွန်တော်စစ်တမ်းစာလေးဖတ်စစ်ပေးရအခုစစ်ပေးပြီးတော့ကျွန်တော်လာတာအမေရဲ့အဲ့ဒါကိုလည်းတက်မကြည့်အမေကဘာလို့လဲဆိုမိဖို့ထဲမှာထိုင်နေတယ်ဘာလို့နေလဲဆိုတော့အဲ့မိဖို့ထဲမှာမန်းတော်ဝေးယူကျိုးနေတယ်မန်းတော်ဝေးဆိုတာကျောင်းသားနဲ့မှုစရာအကြောင်းမရှိပါဘူးတဲ့ဒါပေမဲ့အမေဟာသူ့ကိုလှည့်မကြည့်ပဲနဲ့ကျောင်းသားနဲ့ခင်းပြီးတယ်ကျမထင်တယ်အဲ့ချိန်မှာအမေကိုသူကနောက်ကနေလည်းကြည့်နေတာဆိုတော့အမေမျက်ရည်ကြီးဝဲနေမှာပေါ့ပျော်နေမှာပေါ့တားလေးကိုပြန်နေရတယ်ဒါပေမဲ့တားကြည့်စမ်းငါမျောနေတာကိုသူမလာဘူးဆိုပြီးစိတ်ကလေးကလည်းနည်းနည်းလေးစိတ်ကလေးခုနေတာလေးပါမှာပေါ့နောက်သူဝမ်းနေနေတဲ့သူ့ရဲ့မျက်နှာသူ့မျက်ရည်တားမနေဖြစ်နေတာပါမှာပေါ့သိပင်ရအဲ့ဒါချက်လို့သူကကလေးပြောက်နေတယ်ကိုယ်လည်းကြောင်းကြောင်းလေးပြောက်နေတယ်ကျမကတော့တနေ့နဲ့ကြည့်လာတဲ့ခုပြန်ဖက်လိုက်တော့မိခင်ပြောက်နေမှာကျမပြန်တွေးတာမိခင်ဖြစ်ပြီးတော့လေဖြစ်ကူးကြည့်လို့ရပါတယ်နော်စာလေးတုန်းကဖက်ကြည့်လိုက်တာသူအဲ့လိုပွေနေတယ်ဟုတ်မေကိုဖက်တယ်ဖက်ပြီးတော့ချော့တယ်အမေရဲ့ဟိုရှိတုန်းကကျွန်တော်3တန်းကလေးအမေကျွန်တော်4တန်းကလေးအမေကျွန်တော်ကျောင်းမှာလေးအမေအဲ့ဒါလေးကုန်ပြောညမရတော့သူနည်းနည်းစိတ်ပြက်သူလည်းနည်းနည်းကြည့်ပြောတော့သူလည်းရင်ထဲမှာနာအမေကပြောလိုက်အမေရဲ့တားကိုတစ်ချက်လေးမှကြောင်းချင်တားသေချာကြောင်းဝင်ပြီးပြီကျွန်တော်ကိုယ်တန်းဖြည့်ပြီးတဲ့နောက်မလာတာကဒီကြောင်းမှာအမေရဲ့ကျွန်တော်ကိုရက်ဆက်တယ်ပေါ့နော်သူကအဲ့လိုပြောလိုက်တဲ့အခါကျမှအမေကသူ့ကိုဘက်ကိုလှည့်လာတယ်သို့တော့ငါ့ကိုဟိုမှာလေးကိုခဏလေးလေးပေါ့နော်ခဏလေးကိုခက်ပြကြစပွဲပေါ်မှာချပြီးဖက်ကြည့်ကြော့တာဒါပေမဲ့သူ့ရဲ့မျက်လုံးမှာတော့ချစ်ချင်းမြတ်တာလည်းတောက်ပါနေသူသားတခြားဘာမှအမေနားလေအမေနားလေလိုက်တာလေဆိုပြီးတော့ရုပ်ရှင်တွေရတယ်ဖက်ပြီးတော့ဒါအမေကမရှိဘူးသူကဟန်နဲ့ဟန်တော့တင်းနေတာပေါ့နော်ရော့တောက်တော့ဒါမှသူပြီးနိုင်တယ်သူ့အနေနဲ့ပြေးလိုက်တဲ့ချစ်ချင်းမြတ်တာရော့တောက်တော့တားကငါ့ကိုဒီမင်းကနေအမေမျက်လုံးနဲ့ဆိုအမေမျက်လုံးကပြုံးနေတယ်နှခမ်းလေးကလည်းပြုံးနေတယ်အမေသူ့ကိုသိစင်းပြေးသွားပြီစားပြီးပြီးဒါပေမဲ့သူတို့သားလေးနဲ့ဒီလိုဖက်ပြီးတော့အဲ့လိုမရှိဘူးအမေကိုကြည့်ပြီးနောက်များဆိုလို့ရှိရင်တော့တခုခုကြားမယ်ဆိုရင်တော့မှတန်းပြီးကြောင်းတာအမေဟာသူ့ကိုတော်တော်ချစ်တာတော်တော်ကိုစိတ်ပူနေတာပါလားအမေရဲ့မြတ်တာငါတို့ကြည့်ရင်သိလိုက်တာဒါသူရေးပြထားတာပေါ့ဒါကိုရမယ်မှာအဲ့ဒါဘယ်ချိန်လဲဆိုတော့ဘုဒ္ဓလင်ကနေမုံရောင်သွားပြီးကြောင်းတက်တဲ့အချိန်ဒီခေတ်မှာဆိုတော့ဘာရေးလဲနော်ဘုဒ္ဓလင်နဲ့မုံရောင်ဒါပေမဲ့အဲ့ဒီခေတ်တုန်းကတော့ဘုဒ္ဓလင်နဲ့မုံရောင်ကလည်းနည်းနည်းတော့20လောက်ဆိုတော့ဝေးမှာပေါ့အမေကလိုက်တာလည်းမဟုတ်ဘူးအဲ့ဒီနောက်အဆင့်တက်သွားတဲ့ခါကျသူရောင်တက်တယ်ကြောင်းသွားတက်တယ်အဲ့ဒီလိုပဲရောင်တက်သွားနေပြန်မလာဘူးအမေကပြောတယ်ဒီကပုံပြီးတစ်ခါထပ်ပြီးတော့ဖြစ်သွားတာရောင်တက်ကိုပြီးတဲ့နောက်ကလကတားမှာကြောင်းတက်တယ်ကလကတားဆိုတော့ဝေးပြီပေါ့မြန်မာနိုင်ငံနဲ့ကလကတားနဲ့တော်တော်ဝေးသွားတယ်ကျမတို့ခေတ်တုန်းကကျမတို့အညာနဲ့အောက်ပြီးအောက်လာတကယ်ညှော်မှန်းလို့မတက်နိုင်တဲ့အမေပဲတခါကအမေဆိုကျမကိုပြောလို့ရတယ်အမေရဲ့အဖေဟာအမေရဲ့အမေနဲ့အိမ်အောင်ကြတယ်အမေကိုမွေးတယ်ပြီးတဲ့နောက်မှာငါအောက်ပြီးအောက်လာကိုသွားပြီးတော့ပုံကူးလိုက်မယ်ဆိုပြီးတော့ထွက်သွားတယ်အဲ့ဒီအောက်ပြီးအောက်လာဆိုတာအမေကဘယ်နေရာနေမှန်းလည်းမသိဘူးကဲအဲ့လိုပုံကူးမယ်ဆိုပြီးတော့ထွက်သွားလိုက်တာမော်တော်ကြီးနဲ့တင်မောကြီးရဲ့ပေါ့နော်အဲ့ဒီကမှကြာတယ်မင်းသားတို့မင်းသမီးတို့တင်မောတွေနေရအဲ့လိုတင်မောလေးနဲ့တင်မောလေးလို့ပြောတယ်အဲ့တင်မောလေးနဲ့ပါသွားလိုက်တာအဖေကကျမတို့ဝေးပြီးတဲ့အချိန်ကြီးစီပြန်လာတော့သူတို့တင်းကြားတယ်အဖေကအောက်ပြီးအောက်လာနော်နောက်အိမ်မှာကြာနေဒီလိုလိုဘာလိုတင်းကြားတယ်သူ့အမေကိုမေးချင်တဲ့အခါအမေကမဟုတ်ဘူးတဲ့ညီတို့အဖေနောက်အိမ်မှာကြာတယ်နေမကောင်းလို့ငှက်ထားရတာနော်ဆုံးသွားနေကြီးရတော့ဒါပေမဲ့ကျမအသက်တန်ကြီးရတာပုဂ္ဂိုလ်ကိုကြည့်ကြည့်တာအမေကြီးဟာအမေကိုနေရတာဖြစ်သွားတာအမေကိုသူ့အဖေဟာနောက်အိမ်တော်ပြုတ်သွားတယ်ဆိုတဲ့အတွေ့လေးမတွေးစေချင်လို့တနေ့ရာမှာမိဘဒီမိမနဲ့သမီးစီပြတ်မလာတာ
သူပြေသွားလို့လားဆိုတဲ့အတွေ့သူသမီးတွေးစီချင်လို့ပြောခဲ့တယ်လို့ကျမကယုံလာတယ်အခုတော့ကျမပြန်မေးစရာအများကြီးမရှိတော့ဘူးလေအဲ့ဒီကိတ္တမှာအောက်ပြီးအောက်ရတာတော်တော်ကြီးတို့တက်တော့ခေါ်ဝေးလာအဲ့လိုမျိုးဝေးနေတဲ့အချိန်မှာအခုကဥတ္တလေလိုရွာနဲ့ကလကကဆိုဝေးပြီပေါ့အဲ့သူ့အမေကသူကြောင်းသွားတက်တဲ့အချိန်နဲ့ယထာနဲ့တော့အဲ့လိုယထာနဲ့တော့အဲ့ယထာတော့ပဲယထာတော့ယထာလည်းအရန်ကြက်တာပဲအဲ့ယထာအရန်ကြက်တော့သူကထိုင်ကုန်ကသူရတဲ့ထိုင်ကုန်ကဘင်းပေါက်နဲ့ကတ်တဲ့ထိုင်ကုန်မဟုတ်ဘူးဆိုတော့ယထာရဲ့အောက်ကနေအမေကမကြီးပင်လေးအောက်မကြီးပင်ကထောင်းနေတာကျမမှတ်ပြီးတော့အဲ့အရိပ်အောက်ကြီးရတယ်တားရဲ့ယထာမထွက်ချင်းမတက်တက်ပြီးတော့ပြောနေတာအဲ့တားကလည်းသူ့အမေကိုနှုတ်ဆက်ချင်တော့လေအမေရဲ့မျက်နှာကိုတေချာသူ့လိုမြင်အောင်အမေကလည်းဘင်းပေါက်တဲ့တဲ့မှာတားမရှိတော့မြင်အောင်အဲ့ကွယ်ဝက်ပြီးတော့ဘုဘကနေကြည့်လိုက်ဒီဘက်ကနေကြည့်လိုက်တားလည်းဒီဘက်ကိုကြည့်လိုက်လေယထာဖတ်မလာမချင်းမိခင်ကအဲ့လိုပဲနေနေတော့မိခင်ကဆွေးနေတဲ့ခွဲရတဲ့ဆွေးနေတဲ့မျက်နှာသူအခုချိန်ထိမမေ့ဘူးပေါ့အဲ့လိုမျိုးသူတွေးတယ်နောက်တစ်ခါသူပြန်လာတယ်နောက်တစ်ခါပြန်လာတယ်ကလကတာကနေကိုကျောင်းတယ်ရင်ပြန်လာအမေကပြောလိုက်တာအရန်ပြောတာရန်ပြောတော့ချက်တယ်ကားချက်တဲ့စားစားလေးချက်တယ်ပေါ့နော်ပြောပြီးတော့ကားကြီးစားရပြီလားပေါ့ကားကြီးစားလို့ပဲကားရဲ့အမေကတော့ကားကိုဘယ်လိုလဲပေးစားချင်တာပေါ့ဒါအမေရဲ့အဲ့ဒီကတော့မဖြစ်ပါဘူးဒီမှာသူ့သမီးကိုမကြိုက်ပါဘူးသူ့ဖေကိုမကြိုက်ပါဘူးဒါမျိုးတွေပေါ့နော်အဲ့လိုကားကိုလည်းဒီမှာတကယ်ချင်းလို့ပြောတယ်ပြောတယ်ကျုံးချင်တာစားချင်တယ်လည်းကြွေးတယ်ဒါပေမဲ့အချိန်တန်တော့ကားမပြန်လာဘူးအဲ့လိုပြန်တဲ့ခါကျအမေကနောက်ကနေပြီးတော့အရင်တစ်ခါသွားတော့မှလည်းတိုက်ဖို့တော့အမေရဲ့လည်းမဖို့ပါနဲ့ဆိုလေသူကမဟုတ်ဘူးတားနေတာတော့သူသွားတားထွက်သွားတဲ့ယထာအဲ့ယထာကိုကြည့်နေစီနေလိုက်တယ်အဲ့ဒီတစ်ခါကတော့ဘာသိပောက်တယ်မသိဘူးလေအမေကသူ့နောက်ကိုကြည့်နေရင်ကယထာထွက်တာရင်ကစီယထာထွက်သွားရင်အမေကအမေကလည်းမှဒီပင်လေးပေးအောင်နေလေးကြောင်းကြံနေခဲ့ပေါ့နော်နေလေးတော့အဲ့ဒီတစ်ခါကဒီအဝေးကြီးကိုခက်တော့နေတားသူ့စိတ်ထဲမှာဘယ်လိုခံစားလို့မသိဘူးလေယထာထွက်လာထွက်လာတဲ့ခါအမေကနောက်ကနေပြေးလိုက်တာလိုက်ပေါ်လာလို့နော်လိုက်ပေါ်တားရဲ့မျက်နှာကိုသူလိုက်ကြည့်တာသူမြင်ရတယ်အဲ့တားမျက်နှာကိုကြည့်ပြီးတော့နောက်ထပ်တစ်နှစ်ကြာမှလားနှစ်နှစ်ကြာမှလားသုံးနှစ်ကြာမှလားငါသားပြန်ဝဲလာမှာလားငါသားပြန်လာတဲ့ချိန်မှာအမေရောရှိမှာဒီတွေးတွေမှာပေါ့နောက်ကနေတကောက်ပြေးလိုက်တော့ဥသိမ်းပြေးနေမှာတခြားဘာတွေလဲခုံစင်းရလို့အမေရဲ့မလိုက်လာတော့သူဘယ်လိုနေလို့ရမှာလဲအမေကနောက်ကနေလိုက်ပြေးလာတာနောက်ဆုံးတခြားကတော်တော်ကြီးကိုဝေးလာတော့အမေကနောက်မှကြံနေတာအဲ့ဒီအကြောင်းလေးတွေကျွန်တော်ဖတ်ရကြတော့ဆရာကြီးစာရေးကောင်းတာလည်းပါတော့ဒါပေမဲ့ဆရာကြီးရဲ့အမေရဲ့မြစ်တာတားကောင်မှချစ်တဲ့မြစ်တာကျွန်မအခုချိန်ကြည့်မမေ့ဘူးအဲ့ချိန်မှာကျွန်မရဲ့အမေကိုလည်းကျွန်တော်ပြန်ကြည့်ရအောင်အမေဟာလည်းဒီလိုပဲဒီချစ်တာကိုလည်းရက်ရည်ကိုလည်းသမီးတွေသိအောင်ဖုံးဝယ်ပြီးတော့ဒီချာဒီเจ้าကိုဒီမှမကြိုက်ဘူးပေါ့နော်အမေဖေးစားတာသမီးကိုအနားမှာနေစီချင်တာပေါ့ဒါပေမဲ့ကိုသားသမီးတွေကြောက်တဲ့အစစ်ဆိုတာပေါ့နော်ဟိုးအဝေးကြီးကိုသွားပြီးပြန်တယ်။အော်ငါသမီးစာတက်မှာငါသမီးစာဝန်ကြီးဖြစ်မှာကျွတ်ရတာပေါ့အပြန်ကြံတဲ့အခါမြင့်မြတ်ဘယ်လိုလုပ်မလဲနော်ဒီမှာအဲ့တွေးကြည့်တော့သင်ပြေပြေရဲ့အမေမှာကျမတို့အားလုံးရဲ့အမေလိုပဲကျမရဲ့အမေလိုပဲပြန်ခံတာခုပြန်ဖတ်ရင်လည်းသင်ပြေရဲ့အမေကိုလည်းကျမချစ်တယ်အဲ့လိုပဲအဲ့ဒီအမေကိုဖတ်ရင်ကျမအမေကိုကြည်ရတယ်ကျမအမေကိုကြွမ်းတယ်ရတ္တစာပြီးကျမတို့နှစ်ပေါင်းများစွာဘလောက်ပဲကြာဒီဟာကိုပြန်ဖတ်ရင်အဲ့ဒီအတိုင်းဖတ်ပြီးဖတ်နေကျမတို့ခံစားရတယ်ကျမတို့ခံစားနေတယ်ပထမဦးဆုံးတော့နေမှာဥသိသိနေအမေပဲကျမအတေချာမမှတ်မိပါဘူးအမေဒီထဲမှာကအမေနာမည်ကိုမင်းကြီးရေနင်းသားပါတယ်ဟေ့ပြောလိုက်တော့ဥသိသိနဲ့အမေမှာမြင့်တော့ပါမှာလို့ပေါ့နော်ဒါနဲ့ဥသိသိမြင့်ဘဝအထုပ်ပတ်တယ်ကျမအပြစ်ရတာမဟုတ်ဘူးဒီတော့အမေမှာငါမြင့်တယ်တော့တန်းမြင့်တာငါမြင့်တယ်ကျမမသိဘူးပေါ့ဒါပေမဲ့လည်းမြင့်တော့ပါမေရဲ့မြစ်တာကိုအသိဉာဏ်ရေးထားတာဒါပေမဲ့အဲ့ဒီရေးတဲ့အချိန်မှာအမေကထုံပါဘူးဆိုတော့သူအိမ်အောင်ကြနေပါဘူးတဲ့သူအိမ်အောင်ကြတဲ့အခါသူသားလေးမောင်မင်းသားကိုရနေပါဘူးတဲ့အဲ့တော့သူအိမ်အောင်ကြတဲ့အခါသူ့ရဲ့မိမအမေဟာသူ့ကိုချစ်တယ်နဲ့ချစ်မှာအဲ့တော့ကျမကဖတ်ကြည့်ပြီးတဲ့နောက်မှာခံစားရပါတော့ဒါကကျမကိုအခုချိန်ကြီးပြန်လို့ရတယ်သူတွေကဆက်တာစားပြီးတော့မိမနောက်ထပ်မိမကကျမ9ရောက်တော့ပြောမယ်ဆိုတော့နည်းနည်းတော့မှအချိန်ကနောက်ထပ်15မိနစ်19မိနစ်ကြာတယ်19မိနစ်နောက်ထပ်ကျမ4ရောက်တော့ကျမပြောချင်တယ်နော်နောက်တစ်ယောက်ကဒီတော့ရဆိုတာလေကျမထိုက်နေတယ်နော်၄နန်းလို့9နန်းလို့ပြောမယ်ကျမဘောတရာဇတ်ကိုကြည့်တယ်ဘောတရာဇတ်ကိုဖတ်တယ်မြင်းဘူးဘောပါတာဘောတရာဇတ်ကိုကြည့်ဆိုနောက်ကျမတို့ကလေးတွေနားလည်တယ်ပြန်ပြီးရေးတယ်ဇတ်
ပြန်ပြီးတော့ခေတ်စကားနဲ့ရေးထားတာမင်းမိုးကပါတာခေတ်စကားနဲ့မဟုတ်ဘူးနော်စိတ်ခေတ်စကားနဲ့ကျမတို့ကလေးတွေတိတ်ခက်တာပဲအဲ့အမေကျမတို့9နှစ်ရင်အမေကိုသွားမိတယ်အဖေကိုသွားမိတယ်ကျမမှာအမားတွေပြောနေရှိတယ်လေအဲ့လိုသွားမိတယ်မဟုတ်တကားတော့ကျမတိတ်စိတ်ဝင်တာဘာကြောင့်လဲဆိုတော့ကျမနဲ့ရွေးတူလို့ကျမဖတ်တဲ့အချိန်က၄တန်း၅တန်းအဲ့ဒီအချိန်မှာဆိုတော့ဘောတကာကလေးပညာရှိဆိုတော့ကျမကလေးပညာရှိတော့ပုံနဲ့ဖတ်နေဆိုတော့နောက်ကျမပညာကိုသဘောကျတယ်မမေကပြန်ပြန်ပြောတယ်လေကျမတို့မမေကတမီးမိန်းကလေး၄ယောက်ဝေးထားတယ်ယောက်ျားလေးကိုကြောက်တယ်အမေလူမအောင်လားကျမအဲ့တမီးမိန်းကလေးတွေကအမေကဆုံးမလေးရှိတယ်အေးတဲ့အမေကကျမတို့နဲ့ဆန်အမေကချောတယ်လို့ပြောတယ်အမေကလည်းလုံးနဲ့ပုံကောင်းတယ်အချီယူပန်းတနန်းအချီကတော့မိမတို့မိမဆိုတာဟာယူပန်းသူ့ရဲ့ရုပ်အစင်းဟာတနန်းစီးစိမ်ချမ်းသာကြွယ်ဝခြင်းဤရုပ်ကလည်းမိန်းကလေးဟာဒနာလည်းဖြစ်မယ်။ဘာကြောင့်ဒနာဖြစ်မလဲသူ့ကိုတော်ကောက်မှာပေါ့နော်တော်ကောက်မှာပေါ့သူ့တဲ့ဝင်ကြီးတရားကိုဖြစ်ခြင်းနဲ့ဖြစ်မယ်ဒီခေတ်မှာတော့တော်ကောက်စာပြီးတော့ဖြစ်နေစပွန်ဆာပေးမှာပေါ့နော်အဲ့ဒီပန်တနံဘာပဲဖြစ်ဖြစ်မိမအရုပ်ချင်းအရုပ်စင်းကတော့တော်အဆင်ပြေတာအဲကျမတို့ငယ်ငယ်တုန်းကအဲ့လိုပြောတယ်အဲ့တော့နောက်ဘာပြောလဲဆိုတော့ငါသမီးတွေကအမေမွေးထားတဲ့တဲ့နော်ငါသမီးတွေအကြောင်းနဲ့အကြောင်းနဲ့မဆိုးပါဘူးပေါ့နော်လူရည်တွေလှလာတယ်ဒါပေမဲ့ငါသမီးရဲ့တဲ့ကျွန်တော်ငါသမီးရဲ့အားလုံးလေးမှာတော့ငါသမီးကမလှဆုံးပဲဟုတ်ပါလေအမေပြောကြတယ်ကျမကမှမှန်တဲ့ချိန်နဲ့သိတာပေါ့နော်မလှရဲကြားထဲမှာအရက်ကလည်းပူပြီးနေဆွဲဆောင်မှုစားတူမှမရှိတော့မမေပြောတဲ့အဲ့ဒီဒီပါကကျမအတွက်မဟုတ်ဘူးဆိုကျမသိတယ်တဏ္ဍာဟာကျမအတွက်တော့ဒါနဲ့မှတဏ္ဍာရလို့ဆိုတော့ကျမဘဝမှာပုံကောက်ရှိမှာမဟုတ်ဘူးလွယ်ပြီပေါ့ဒါပေမဲ့လည်းအမေကကျမကိုအားပေးတယ်အဲ့ဒီဒီပါတဏ္ဍာဆိုတော့လေငါသမီးကယူပန်ကမလှတော့လို့ငါသမီးကဉာဏ်လေးရှိတယ်ငါသားသမီးတွေအားလုံးနဲ့ငါသမီးကစာကျူးစားဟုတ်တယ်မမေက၄တန်းလောက်ပဲကကျမအမေရဲ့ကျမအမေရဲ့အမေဖွားရဲ့ကျမစာချက်တာဒီချာနောက်တောင်ပြီးမငယ်ရဲ့ကျမအမေမငယ်နဲ့ညီသမီးကကြီးလို့ရှိရင်မနုစာပြတ်မှာတော့စာတော်တယ်ကျမအခင်ကမုစာရတာလည်းမသိဘူးပေါ့နော်၄တန်းလောက်ပဲရှိသေးတာဆိုတော့တရားဖြတ်ထုံးနေပါလေတဲ့ငါတဲ့ညီသမီးကစီရင်ပေးနိုင်လိမ့်မယ်တဲ့ညီသမီးစာဖတ်တာလေချက်ကြလက်ကြတယ်ဒါကျမကြွားတာမဟုတ်ဘူးအမေကြီးပြောတာကိုပြောပြအခုကကျမချက်လက်ကြလည်းမဖတ်နိုင်တော့ပါဘူးဒီလိုနေလည်းဝါနေဒါပေမဲ့အဲ့ဒီခေတ်ကကျမအဲ့လိုဖတ်ခဲ့တယ်ထူပါတယ်ဒီတော့ငါသမီးစိတ်မပူနဲ့ညီရုပ်အိမ်လုံးမှာဒီသမီးကတော့စာတော်မဲ့သမီးပေါ့နော်အဲ့လိုပြောတယ်ဆိုတော့ကျမကိုအမေကအဲ့ဒါကိုပြန်ပြောတာညီပွားတယ်အဲ့လိုပြောခဲ့တယ်ဆိုတော့သမီးတဲ့စိတ်မပူနဲ့ညီရုပ်လုံးလာတယ်ညီဉာဏ်ကြီးကောင်းလာတယ်ပညာနဲ့ဒါညီလောက်စားတာဟုတ်ပါပြီကျွန်တော်အဲ့ဒီကကျွန်တော်မှတ်ထားတယ်အမေပြောတာတခြားကိုသိတာတခြားကျမကတော့ကျမရဲ့တဏ္ဍာဟာပညာပဲဖြစ်နေတာသိပြီးသားစူးစမ်းတယ်အဲ့တော့ဆက်ခွန်ဆက်ရှစ်ဆိုလို့ရှိရင်အင်တာဗျူးကြတာပဲအမေတွေပေတွေကလည်းဆက်ခွန်ဆက်ရှစ်ဆိုခဲ့ရင်သမီးငါသားအသက်အရွယ်ကြီးလာပြီသမီးကလည်းအခါမလင့်နေတဲ့စကားရှိပြီးတယ်ဟာအဲ့စကားကိုအမေရဲ့ယုံလို့မပေါ်ဘူးအမေကယုံခဲ့ရင်ဒီမှာအခုချိန်ဘယ်လိုလုပ်အခါလင့်မှာမလဲအမေကအဲ့လိုမယုံဘူးငါကကြောင့်ငါသမီးကအခါလင့်နေရတယ်သိချလက်ချတယ်အမေကကွယ်လွန်သွားတယ်အမေကွယ်လွန်တဲ့အချိန်မှာကျမအသက်ဟာ28လောက်ရှိပြီဆိုတော့အဲ့ဒီအချိန်မှာကျမတကယ်တော့အခါလေးနဲ့လက်နေပြီတကယ်ဆို25 24ဟာအလုံးလုံးပဲ24နဲ့25ကျော်လို့ရှိရင်ဒီမှာပြုလို့သိမကောင်းဘူးကျွန်တော်သိပညာအင်စားကိုဘုံတို့ကြောပါလေဗျသိပညာအင်စားကိုမျိုးသမီးကြပါ24အရွယ်ဟာပညာကောင်းလို့ပြုလို့ကောင်းဆုံးပါပဲအမေကအဲ့ဒါကိုသိချလက်ချနဲ့ထားခဲ့တော့28နှစ်မှာလေကျမဟာလင်းပြီပေါ့နော်အခုတော့ကိုလင်းတာပေါ့အဲ့ဒီခေတ်တုန်းကအခါမလင်းအောင်မရရဲ့မိဘလည်းသူ့သမီးယောက်ျားပေးစားကြတယ်မဟုတ်တကားလည်းယောက်ျားလေးဖြစ်ပေမဲ့လည်းတက်ဖို့တက်ချစ်သူကမိမညီမပဲသားသမီးပွားစီးပြီးတော့အဲ့လိုစီလုံးလုံးနေကြတယ်အဲ့တော့မဟုတ်တကားမိမရှာဖို့သွားတဲ့ခင်မှာမိမရှာဖို့သွားပြီဆိုတဲ့ကတွေ့တဲ့မိမကိုကကြည့်တော့မှာပေါ့နော်အဲ့ဒီစိတ်နဲ့ကြည့်မှာတာမန်တဲ့မျိုးရှင်တစ်ခုသွားမယ်တော့မဟုတ်ကြောင်းတက်ကိုသွားတက်မယ်လို့ရှင်ကမျိုးသမီးလို့တောင်းမှချင်းမှာမဟုတ်ဘူးဒါပေမဲ့မောတကားသွားကြတယ်ကအိမ်တော်လူကြီးရေးခြင်းနဲ့သူကထိုက်ရှာတာလက်ရှာတော့မောတကားတွေ့တဲ့အချိန်မှာလည်းအမေရနဲ့အရင်ဆုံးတခြားလူတွေတွေ့ဒီလိုပဲတက်လိုက်တယ်နောက်မှလာတာနော်နောက်မှတခြားလူတွေတွေ့ပြီးတဲ့ခါကျမှအမေရနဲ့တွေ့တဲ့ခါကျတွေ့ချင်းအမေရတော့သိဝင်လာတာအမေရလည်းမောတကားတွေ့ချင်းဟောဒီလိုကတော့ခံရတယ်ပေါ့သူ့ရဲ့ရုပ်ရည်ပိုင်းညာပေါ့နော်အဲ့ခါကျတော့မောတကားဒီမိန်းကလေးကိုဆိုးဘူးပေါ့
ဒါအိမ်မှာကြည့်ရလာတယ်ဒီချက်ကလေးလည်းတဲတဲလေးပေါ့သပင်ကလည်းကောင်းတယ်သပင်တို့ကောင်းခြင်းရရှိတယ်အသားကြီးကောင်းတယ်သူ့မှာကောင်းခြင်းရ၅ပြရှိတယ်ကျွန်မမသိဘူးဒီကလေးကောင်းခြင်းကျွန်မထင်တယ်ကျွန်မတော့ကောင်းခြင်း၅ပြတယ်မှာတစ်ဖြာမှတော့ပါမှာမဟုတ်ပါဘူးသပင်ကလည်းကောင်းခြင်းဆိုသိကြတယ်သပင်ကောင်းခြင်းပါတော့ကျွန်မမှတ်ပြီးတယ်ဒါပေမဲ့ကျွန်မသပင်ကတော်တော်ကောင်းတယ်ခုချိန်ကြီးလည်းဒီအတိုင်းပဲအသားရည်ကောင်းခြင်းသပင်ကြီးကောင်းခြင်းအရက်အမောင်းကြီးကောင်းခြင်းပါတော့သိပြီနော်ကျွန်မအဲ့ဒါနဲ့ပတ်သက်ပြီးတော့တော်တော်ကိုကောင်းတာဆိုတော့အဲ့ဒီမှာကောင်းခြင်းများတော့ကြည့်ကြည့်နေတာကသဘောကျဒါပေမဲ့ဘုဟောတရားပညာရှိတော့သူမိမရွှေ့ပြနေတယ်တော့မပြီးရဒါလည်းရှိမှဖြစ်မယ်ဆိုတော့သူကမှန်းတယ်သူတို့ကတောင်းနေအဲ့လိုစကားပြောရင်အချစ်အဆက်သေးနေပြောကြတယ်စကားတရားလိုမျိုးပုံစံမျိုးနဲ့ပေါ့နော်အဲ့တော့သူကဘောတရားသူကြည့်လိုက်တဲ့အခါမှာဒီမိန်းကလေးကတော့ငါနဲ့ငါကြံရတော့တယ်ပေါ့နော်ဟိုကြံရတော့တဲ့အဲ့ဒီစူးရတဲ့စကားနဲ့ပြောတာမပေါ့ငါချင်းကန်ရတော့ပေါ့နော်အဲ့လိုဆိုတော့သူကမရဘူးတွေ့တဲ့အခါမှာသူနေချင်တယ်ညီမနှမငယ်နေအိမ်အောင်ရှိပြီလားဟုတ်တယ်လေအိမ်အောင်ရှိတာမှမသိမရှိမှမသိအချို့မိန်းကလေးကတိတ်ကားတယ်အိမ်အောင်ရှိတယ်လားမရှိဘူးလားအမြင်ကိုကြည့်ရင်လည်းမသိကြဘူးလို့ပြောတယ်ဆိုတော့အဲ့လိုမျိုးမေးလိုက်တဲ့သူမေးရင်တစ်ခါကမေးရမှာနှမအိမ်အောင်ရှိတာဒါပေမဲ့မေးရင်တွေ့ချင်းမိမကြောက်တော့ယောက်ျားတက်ကမင်းအိမ်အောင်ရှိတာလို့မေးအဲ့မိမသိတယ်ဘယ်လိုခံထားရမလဲနော်ဟာဒီကောင်စော်ကားလာတာသူနဲ့ပါဆိုင်တယ်လို့တွေးမှာပေါ့ဘောတကားတော့သူ့ကိုပညာရှိကြီးနဲ့ပြီးတယ်ပညာရှိတယ်ဆိုတော့လက်ပြီးဆုပ်ပြတယ်အားလုံးသိပါနော်ကျွန်တော်ငယ်ငယ်တည်းကဖတ်ခဲ့တာလက်ပြီးဆုပ်ပြတယ်ဆုပ်ပြတယ်ဆိုတော့သူကသူလက်ပြီးဆုပ်ပြတာကိုတာမန်မိမဆိုရင်တော့ဒီကောင်ပါလဲဘာလို့ချင်လဲလို့တွေးမှာဒါပေမဲ့အမေယာဆိုတော့သိတယ်သူလက်ပြီးဆုပ်ပြတာငါ့ကိုလက်ဆုပ်လက်ကန်မျိုးသားရှိပြီလားလို့ငါ့ကိုမေးတာပဲဘောတို့ချင်းချင်းချက်စုနှစ်ဘက်ကထားပြီးတော့မိတောက်တယ်နော်သူကလက်ဝါးကိုဖြန့်တာကျမလက်ဆုပ်လက်ကန်တယောက်မှမရှိသေးပါဘူးကျမအိမ်မှာမကြသေးပါဘူးအဲ့ဒါမျိုးဖတ်လိုက်တယ်အိုးသမီးမှတော့ပြင်ရရှိတာလေအမေကဒီလက်ပြီးဆုပ်တာဟာဘာလို့ပဲလဲသူသိတယ်ကျမကမသိဘူးကျမကမမတရားနဲ့တွေ့ခဲ့မမတော်တရားနဲ့ရမှာသူကလည်းသိစုပ်ကြတယ်ဒီမှာတော့လာတာပေါ့ဟင်းငါ့ကိုဘာကိစ္စလဲသိနေစုပ်ကြတာခုမှတွေ့တယ်ဒီကောင်ကရုပ်ကြည့်တော့တာတာနာနာနဲ့အမဆိုလက်ဝါးလေးဖြန့်ကြတယ်မဟုတ်ဘူးအဲ့တော့သူတို့ချင်းချင်းကညှိပါတယ်ဒါပေမဲ့အဲ့လိုနဲ့မပြီးသေးဘူးလက်သိစုပ်ကြတာကိုလက်ဝါးဖြန့်ကြလိုက်တော့ဘောတကားအေးမစိုးဘူးပေါ့ငါရဲ့အခါကိုသူသိတယ်ဒီမိမတင်လာတော့ရှိဒါပေမဲ့ဆက်ဆံဖို့မှာဆန်းတယ်လေဆန်းတတ်တယ်ဘယ်လိုစမ်းသပ်လဲဆိုသူ့ကိုမေးတယ်ညီမနာမည်ဘယ်လိုခေါ်တယ်လဲခမနေနာမည်ဘယ်လိုခေါ်တယ်လဲလို့မေးတဲ့အခါကျတော့နာမည်ကိုတော့ဖြေတဲ့အခါကျကျမနာမရပါရှင်းလို့မဖြေဘူးသူကလည်းတက္ကထာလေးနဲ့ဖြေတယ်ဘယ်လိုဖြေလဲဆိုတော့ကျမရဲ့နာမည်မှာအတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလ၃ပါးမှာမရှိတော့အရာမရှိတော့နာမည်ဖြစ်ပါတယ်သွားပြီတခြားလူသားပြောရှင်းတော့သိတယ်နော်မရှိတော့အရာတော့ပါပါလိမ့်အဲ့မဟုတ်တရားကြသိတယ်သိရတဲ့ကအော်ဒါဆိုမင်းရဲ့နာမမရမဟုတ်လားလို့လေဟောငါဟုတ်ပါလေရှင်းဟောအဲ့ဟုတ်နော်လောက်ကြီးကြတယ်ဆိုဟုတ်ပါလေရှင်းဆိုတော့ဒါနဲ့လည်းမရသေးဘူးနှစ်ခွန်းဖြည့်ပြီးပြီနော်ဒါပေမဲ့လည်းသူကထပ်ပြီးတော့စစ်အောင်တယ်တစ်ထပ်စစ်တယ်အခုနမဘယ်လိုသွားမလို့လဲဘယ်ကသမီးနိုင်ပါသမီးနိုင်ကရာဟုကြိုက်တယ်ပြောတယ်ရာဟုဆိုတော့ဆံပြုတ်ပြစ်ဖြစ်မှာပေါ့အဲ့ဒါလေးကိုကိုင်းတာတော့အခုဘသူစီကိုသွားပုတ်ပါလဲဒီလိုက်တဲ့ခါကသူကကျမရဲ့အိမ်ရှိနတ်စီကိုသွားပုတ်မှာပါရှင်းနတ်ဆိုတော့ကျမလာဆိုတော့ဖတ်ပြီးတော့လေအိမ်ရှိနတ်တွေကမျိုးမျိုး39မိနစ်လောက်လည်းရှိတယ်ဆိုတော့အပေါ်နတ်လားအောက်နတ်လားလေနတ်လားကျမလည်းမသိဘူးပေါ့ဒါပေမဲ့ဒီမောတကာကြသိတယ်လေပြီးတော့အိမ်ရှိနတ်ဆိုဒါဆိုရင်အမယာမင်းဖြစ်စီတော့ပုံမှန်လားဟုတ်ပါလေကျမအဖေကြီးထွင်းသွားပုံမှာပါဒီလိုအဖေဟုတ်ပြီတော့အဖေကဘယ်မှာဘာလုပ်တာလဲဘာအလုပ်လုပ်တာလဲမိပြန်တော့မိတဲ့အခါကျတော့မယားထပ်တယ်ကျမအဖေကလူတယောက်ထဲကနေတော့အလုပ်နှမျိုးတပြန်လဲဆောင်ရွက်နေတာတဲ့အဲ့တော့ကျမတို့မသိဘူးလူတယောက်ထဲအလုပ်မျိုးဆောင်ရွက်နေတာကျမဆိုလည်းလူတယောက်ထဲအလုပ်မျိုးဆောင်ရွက်တာလေကျမဆရာဝန်လည်းလုပ်ခဲ့တယ်စာရေးဆရာမလည်းလုပ်ခဲ့တယ်ဆိုတော့ကျမဆိုလည်းအဲ့လိုပဲဖြေမိမှာဒါပေမဲ့မောတကားဆိုတော့သိတယ်ဗျာဘယ်လိုလဲဆိုအော်မင်းဖေကလက်ထွန်းနေတာမဟုတ်လားတဲ့မစကားလို့ရလက်ထွန်းမှာလည်းတယောက်ထဲနဲ့နှစ်မျိုးလုပ်တယ်ဆိုတာဟုတ်မှာပေါ့လေကျမအသေးချာမသိလို့ဖြစ်မှာအဲ့တော့ကကျမမသိဘူးဒါပေမဲ့လည်းဝမ်းသာတယ်အမေကသူဖြေနေတာသူမင်းကအလုံးကိုဖြေနေတာဆိုတော့ကျင်တတ်တာပေါ့နော်အဲ့တော့ခတ်ပြီးတော့နေတယ်
ဟုတ်ပြီဘယ်နေရာမှာလဲထင်တာလဲထပ်နေတယ်နော်နေရာမျိုးရှိတာဟောခေါ်တာပြောတဲ့လက်ပံမင်းဝေးလက်ပံမင်းရှိချင်းများကိုတွေ့ကြတော့လက်ပံမင်းနားမှာလားခေါင်းရချန်နားမှာလားနေရာရှိတယ်သူပြောရမှာပေါ့မရလည်းပြောတယ်ဒါပေမဲ့ပုံမှန်တိုင်းပြောဘူးမဟောတဲ့တာနားလည်းရတယ်ဒီစကားကိုလည်းမဟုတ်တာနားမလည်ဒီကောင်ကယောက်ျားမဖြစ်ထိုက်ဘူးပေါ့သူကလည်းတွေးမှာပေါ့နော်အဲ့တော့သူကပြောလိုက်တယ်ဆက်တော့ဖွက်ပေးတယ်ဘယ်လိုပြောလဲဆိုတော့ကျမအဖေတဲ့ထွန်းတဲ့နေရာမှာတစ်ခေါက်သွားပြီးနောက်တစ်ခေါက်ပြန်မသွားနိုင်တဲ့နေရာပါလူတွေပေါ့လူတွေအဲ့လိုတစ်ခေါက်သွားပြီးနောက်တစ်ခေါက်ပြန်မသွားကြတော့တဲ့နေရာပါသိပြီဒီတင်ညာလုံးမှာလည်းပြောရအောင်ပေါ့လားဟုတ်ပါဘူးအဲ့လိုပေါ့နော်အခုပြီးအခုတစ်စင်ပြီးတစ်စင်ကဖြည်းဖြည်းဇက်ရှင်တက်တယ်ကနောက်ဆုံးမရနဲ့ပြင်ယူလိုက်ကြတယ်ပေါ့နော်အဲ့တော့အမေကကျမတို့ဖတ်ရင်ဖတ်နေကနေပြီးတော့သူကမဟောတရားရဲ့နောက်ွယ်ကနေပြီးတော့မဟောတရားစိတ်ရှုပ်တဲ့အချိန်တွေမှာမဟောတရားကိုနောက်ကနေပြီးတော့အသိပညာလေးတွေနဲ့သူလိုတဲ့အလုပ်လိုအပ်တဲ့အလုပ်လေးတွေပေးနေတာဘယ်မှပညာရှိပဲအဲ့ကျမကမေမေကတော့သမီးကယူပါကတစ်ချက်မှမရှိဘူးဒီတော့သမီးကပညာမရှိရမယ်ဆိုတော့ကျမကပညာရှိဖို့လိုတဲ့အချိန်မှာဟောတရားရဲ့မိမအမေရောကျမအားကြတယ်ဒါတော့โอเคကျမတင်ကြသွားပြီကျမဥစ္စာလည်းရှိချင်တယ်ဖေဖေလို့ကြေးပေးစေချင်တယ်ပါဖေဖေလို့ကြေးပေးစေချင်တာဆိုတော့ကျမဥစ္စာရလို့ဆိုကျမပညာတတ်မှရမယ်ကျမပညာရရှာတာပေါ့နော်ဒါကျမကိုဒုတိယမြောက်ကျမကိုပညာတတ်ပညာထဲမှာစိတ်ဝင်စားအသိဉာဏ်ပေါ်မှာဒါကိုရကျမကိုထောက်ပံ့ပေးတဲ့ပုံကမရသေးဘူးဒါကျမကိုရက်တာစာပေးနေရတယ်ကျမကိုပေးလိုက်တာမိမရဲ့အကြီးအသေးဟာအကြီးပြားတစ်ထောက်ပေါ်မှာလည်းရှိပါဘူးကျမမကြာခဏတွေးကြော်ပဲဘာကြောင့်လဲကျမအကြီးပြားတစ်ထောက်ကဘာမှမရှိဘူးကျမမှရှိတာဟာဒါပဲရှိတယ်ဒီတော့ကျမအဲ့လိုပဲပြောရတာပေါ့ဘိုးလားကဲလားပြောရတာပေါ့မိမရဲ့ပညာမှာမိမရဲ့အုံနောက်မှာယောက်ျားရဲ့အုံနောက်တူတူပဲမိမအုံနောက်ကလည်းပို့ပြီးတော့မသေးဘူးတချို့ကပြောကြတယ်မိမတွေကယောက်ျားတွေညံကောင်းဘာကြောင့်လဲဆိုတော့မိမအုံနောက်ကယောက်ျားအုံနောက်တေးတယ်ဒါတော့မတင်တဲ့တွေကခွဲစိတ်ကြည့်ကြဟုတ်လားခွဲစိတ်ကြည့်ရင်အော်ကြတောင်းလိုက်တယ်နောက်ဆုံးလူရတဲ့နေ့လောက်ရှိနေကျမတင်လေ18ရာပြီပါနော်19ရာပြီတော့ဆက်ပြီးခွဲကြပါနော်မိမအနောက်နဲ့ကြာတော့ဘယ်သူကကြီးတယ်ဘယ်လောက်နေလဲဆိုသိချင်ရင်တော့သိကြတာတော့လူတွေကိုခွဲကြည့်မှာပဲအဲ့တော့လူတွေကိုခွဲကြည့်ကြတယ်ခွဲကြည့်လိုက်တဲ့အခါကျတော့အဖြစ်တစ်ခုခွဲတာလေခွဲပြီးတဲ့နောက်မှာကြည့်ရတဲ့နောက်ကအလေးချိန်နဲ့ချိန်လိုက်တာအရေးကြည့်လိုက်တယ်ပေချိုးနဲ့တိုင်းတယ်တိုင်းပြီးတော့အလေးချိန်နဲ့လည်းချိန်လိုက်တယ်ချိန်လိုက်တဲ့အခါမှာတွေ့ရှိချက်တစ်ခုကအမျိုးသမီးရဲ့အနောက်ဟာမျိုးသားရဲ့အနောက်ထပ်ပို့ပြီးတော့ပြီးတယ်အလေးချိန်ပို့ပြီးတော့ကျော်စတွေ့သွားတယ်ပြီးတော့အဲ့ဒါကအဒီတကြပုံစံဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါကိုမကျေနပ်တဲ့ပုံရှိတယ်ကျမလူမျိုးရှိမှာပေါ့ဘာမှဖြစ်နိုင်မိမအောင်လည်းကြောက်ဘူးတူတူပဲအတင်းတက်တည်ပြချင်တယ်သူကအဲ့တော့တက်ပြီးတော့ဒီမှာဒီလိုချိန်နဲ့အလေးချိန်မှာနည်းနည်းပါးပါးတော့ကွဲလွဲချက်ရှိရတယ်အချက်အလက်တစ်ခုရှိရတယ်ဘယ်လိုဟာမျိုးလဲဆိုတော့သူကြည့်လိုက်တဲ့အခါအဲ့ဒီမျိုးသမီးပညာရှင်ပေါ့နော်သိပ္ပံပညာရှင်အမျိုးသမီးအလောင်းမျိုးသားအလောင်းမထားတော့9ယောက်မျိုးသမီး9ယောက်မျိုးသား9ယောက်ဒီလိုပဲခွဲတယ်အားလုံးချိန်ကြည့်လိုက်တဲ့အခါမှာအမျိုးသမီးတွေကတော့ပေးတယ်အမျိုးသားတွေကတော့ကြီးတယ်ဒါဘာကြောင့်လဲအကြောင်းချက်တွေကြည့်လိုက်တယ်အဲ့ဒီအလောင်းတွေကအသက်အရွယ်တူတလားသိကြည့်လိုက်တယ်အသက်အရွယ်မတူဘူးအမျိုးသားတွေကငယ်တယ်အမျိုးသမီးတွေကကြီးတယ်ထားတော့အမျိုးသမီးအသက်80တွေနဲ့အမျိုးသားအသက်30ကျော်โอเคအဲ့ဒါဆိုရင်အမျိုးသမီးဟာအသက်ကြီးလာတော့တဖြည်းဖြည်းနဲ့ဥမာကကျုံလာဖြစ်နေမလားအမျိုးသားကတော့အသက်30ဆိုတော့လက်ဆက်ဆက်ဖြစ်သေးတယ်ပေါ့ဒီချက်ပေါ့နော်နောက်တစ်ချက်သေပုံသေနည်းကိုပြန်သက်ကြည့်တယ်မျိုးသမီးကတော့နေတယ်လေမာဂါရှင်ယောဂအစာအိမ်ယောဂအဆုပ်ယောဂအဲ့ရတဲ့မှာလဲနေ20ရှိပြီ15နှစ်ရှိပြီโอเคဒီဘက်ကအမျိုးသားဘာလို့ပြင်လဲကားတိုက်ခံလို့အလုံးဆိုင်ကယ်မောက်မှာနော်အဲ့ခါကျတော့ဟောဒါဆိုလို့ရှိရင်သူဟာလမ်းဆန်းတဲ့အရွယ်တက်ကြတဲ့အရွယ် generate ဖြစ်နေတယ်သူကတော့အပြည့်ပြည့်နဲ့ကျုံနေတယ်ယောဂကတော့ကအသက်အရွယ်ကြောင့်လည်းကနေခါအကုန်ပြန်ပြီးတော့ကြည့်လိုက်တယ်ဆိုနောက်ထပ်ပြီးတော့နှစ်ပေါင်းများစွာပြန်ပြီးတော့ပြီးလာမှတ်သားကြတယ်အဲ့တော့ပထမအချက်တုန်းကတွေးတဲ့အခါမှာမျိုးပြီးအောင်လာမှာမျိုးသားအောင်ဖြစ်သေးတယ်အခုမှပြန်ပြီးတော့စစ်ပေါက်နဲ့ဟာခွဲမရှိအောင်အခြေအနေကိုအတူတူအခြေအနေတွေနဲ့ပုံလုပ်လိုက်တဲ့အခါမှာတော့ဝမ်းသာစရာပါပဲကျမတို့မျိုးသမီးတွေတဲ့ဝမ်းသာစရာအမျိုးကြီးအောင်နဲ့မျိုးသားအောင်မှာအတူတူပါလေဟုတ်ပါပါအုံတော့အရေးချင်းအုံတော့လည်းတူတယ်အရေးချင်းလည်းဘာကြောင့်မတူပါမလဲ
တူရမှာပေါ့ဒါပေမဲ့လည်းအုံနောက်ပြီးပြီးတဲ့နောက်မျိုးသမီးတွေနောက်ကျန်နေကြတာဟောကျမတို့အများကြီးပဲတွေ့နေကြတာဒါပေမဲ့အဲ့ဒါတော့ဘာကြောင့်လဲဆိုတော့အလေးအကျင့်အလေးအထားမျိုးသမီးတွေအုံနောက်ဆိုတာမပြောနဲ့ဒါဆိုတာတောင်မှမသွေးရကြဘူးတန်ကြီးတက်တယ်ပေါ့နော်ကျမတို့ကကိုလိုရာဆဲပြေတာလားမပြောတတ်ပါဘူးအဲ့တော့ကျမတို့အုံနောက်တွေမှာညာရည်နဲ့အငြင်းနဲ့လုပ်ကင်နေတဲ့သူဆိုရင်ကျမတို့ညာမှာအငြင်းထက်မြက်နေမှာပေါ့မိခိုထဲမှာကျမတို့ဒါတာသမီပွားစီးတဲ့နေရာမှာဒါတာသမီ6ယောက်9ယောက်နဲ့ဒီနေ့ရောညမှာဒီအလုပ်တွေနဲ့လည်းဆိုမတွေးရကြဘူးအုံနောက်မှာလည်းမတွေးတတ်တော့ဘူးပေါ့အဲ့တော့အမျိုးသမီးတွေညာရင်တကယ်လို့ညာနှိမ့်ခဲ့တယ်ဆိုရင်တောင်အဲ့ဒီအမျိုးသမီးကမတွေးတတ်ဘူးဖြစ်ရမယ်မတွေးတတ်တာလေအုံနောက်ကိုခဏခဏ repetition တွေးခေါ်ခြင်းနဲ့ဆက်ဆက်မပေးလို့ဖြစ်ရမယ်ဆိုတော့ကျမသွားတွေ့တယ်လက်သက်စာပေးပြီးဖက်တယ်လက်သက်စာပေးရင်ကျမတို့တွေးခေါ်ပုံနဲ့တာသင်ပေးတာဘာကြောင့်ဒီကြောင်းရေးတာလဲဒီစရိုက်ကဘာကြောင့်ပထမကဒီလူရဲ့စရိုက်ကဒီမှာနောက်သူ့အခြေအနေလေးပြောင်းသွားတဲ့အခါမှာဒီစရိုက်ကဘာဖြစ်လို့အဲ့လိုဖြစ်သွားတာလဲဒါမျိုးတွေကျမတို့ပြန်ပြီးတွေးတတ်တာဒီလူဟာအစပိုင်းမှာကောင်းတယ်အခုဆိုးသွားတယ်ဘာကြောင့်လဲသူ့ကိုဆိုးအောင်ဘယ်အကြောင်းတွေကတွန်းအောင်ပို့ဒါမှမဟုတ်ဒီလူပြောက်ဆိုးနေတော့ကောင်းပါပြုပြင်တဲ့အခါမှာဘယ်သူတွေကဘယ်လိုပြုပြင်ပေးတာလဲလူတိုင်းဆိုးတဲ့လူတိုင်းကောင်းပါနိုင်တာလားအဲ့ဒါလေးပေါ့နော်တဖြည်းဖြည်းနဲ့အဲ့လိုတွေးရင်လက်သက်ပါပြီးခါဖက်ရင်းကျွန်တော်တို့သိခေါ်ကြတာပေါ့ရုပ်ရှင်နဲ့တူပါဘူးရုပ်ရှင်တစ်ခုနဲ့မတူဘူးရုပ်ရှင်မှာကကျွန်တော်တို့ကခံပြီးကြည့်နေရဘာမှတွေးကြတယ်သူပြတာလေးကိုကျွန်တော်တို့ကကြည့်သွားရတယ်စာပေကြတော့စာအုပ်ကကျွန်တော်တို့ဖတ်တဲ့ခါစလုံးလေးရဲ့ကာကြီးခါဝေးတွေမြင်ရတယ်ကာကြီးခါဝေးပါမယ်ရပင်းတွေပါမယ်လုံးကြီးတွေပါမယ်အဲ့ဒါကိုကျွန်တော်ပုံပေါ်လိုက်တယ်ကလေးဘဝမှာလေရုပ်ရှင်ကြည့်တဲ့ကလေးနဲ့စာအုပ်ဖတ်တဲ့ကလေးနဲ့တွေးပုံချင်းကမတူပါဘူးအဲ့တော့လက်သက်စာပေဖတ်တဲ့သူဟာအနည်းနဲ့အများတွေးခေါ်ပြမယ်မှာပို့ပြီးတော့မြင့်သွားတာအခုကျွန်မပြောတာမိသမီးမရကျွန်မချစ်တဲ့အကြောင်းအမေအကြောင်းကျွန်မပို့ပြီးတော့တိတ်တက်ကြွတဲ့အကြောင်းနော်မိသမီးပညာရှင်ကလည်းဖြစ်နေတာပါပဲဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါကကျွန်မရဲ့ပညာကိုချစ်စီတော့ပညာကိုအားကိုးပြီးတော့အကြောင်းတစ်ခုတည်းမှာအမေကပါပါလေပေါ့နောက်ထပ်မိမတက်ပြောချင်ပါပြီအဲ့ဒီမိမကကျွန်မအသက်နည်းနည်းကြီးမှဖတ်တက်ကတူရောက်တဲ့အခါကျွန်မဖတ်ကျွန်မမှာဖတ်ခဲ့တဲ့စာအုပ်တွေကအများကြီးပဲအဲ့ဒီအများကြီးထဲမှာအမျိုးသားတွေရေးတဲ့ဇာတ်ကောင်တွေရှိတယ်လို့မျိုးသားတွေရေးတဲ့ဇာတ်ကောင်မှာမျိုးသားတွေရဲ့မျိုးသမီးဇာတ်ကောင်မျိုးသားတွေဟာလည်းတိတ်တော်အခုတင်ပြနေဆိုရင်သူ့ရဲ့အမေကြောင့်ကိုဖွဲ့ထားလိုက်တာနောက်တက်ကတူပုံးတာအဲ့ကိုပုံးတာအမျိုးသားစစ်ဖြစ်တော်လည်းပဲသူဖွဲ့တဲ့မိမကတိတ်ချစ်စရာကောင်းတယ်တစ်ဖက်သက်လုံးဝမကြဘူးသူ့ရဲ့အမျိုးသမီးတွေကသူ့တက်ကအမျိုးကြီးကကျွန်တော်တို့လေးစားရတယ်အဲ့ဒီမှာကျွန်မပြောခဲ့တဲ့မှာပေါ့အခုက2ယောက်ပဲပြောပြီးသေးတာကျွန်မနောက်ထပ်2ယောက်လောက်နေပဲကျွန်မဖြတ်ပါမယ်နောက်တစ်ယောက်ကတက်သူကုန်းနိုင်ရဲ့ဒေါက်တာမတ်တဲ့ရင်အဲ့ဒါဘယ်ထဲမှာပါလာလဲဆိုတော့မိုးညအိမ်ထဲမှာဆက်ဥတူလေးမှာပါလာတက်သူကုန်းနိုင်ရဲ့အမျိုးသမီးတွေကတော့ကျွန်မထင်တယ်ကျွန်မ1ယောက်နဲ့ပြောလို့မရဘူးနောက်တစ်ယောက်ရှိသေးတယ်တက်သူကုန်းနိုင်ရဲ့ဝတ္ထုတွေကကျွန်မကိုခွန်အားလေးပေးခဲ့တာဘယ်သူလဲဆိုတော့ကဘာပုံကျဲသေးဝယ်တွေကတက်ခိုင်ရဲ့အမျိုးမိမိတက်တဲ့အဲ့ဒီမိမိတက်တဲ့ကကျွန်မကိုခွန်အားလေးပေးခဲ့တယ်ဘာကြောင့်လဲဆိုတော့မိမိတက်ကစင်းရဲတယ်စင်းရတာအရင်တော့ကတော့ချမ်းသာတယ်ဒါပေမဲ့ तू ကအလုပ်သမားကိုစိုးခိုင်နေချင်တာတက်ခိုင်ရဲ့ပြင်တာသူနဲ့ယူလိုက်တယ် तू ကနိုင်ငံရေးသမားအဲ့ဒီကမှာဒီနာမည်အလုပ်သမားပေါ့နော်အဲ့တော့ तू ကသူ့ရဲ့ဘဝကနေမြင့်ရအောင်နေကြတယ်ဒါပေမဲ့ तू ကဒီတက်ခိုင်လေးကိုပညာတတ်ဖြစ်အောင်တက္ကသိုလ်မှာတက်ချိကဖြစ်အောင်မိုးမင်းငါးရောင်းပြီးတော့ခက်ခဲတဲ့ပညာသင်ပြီးတော့ရှာပြီးတော့တွေ့ခဲ့ရတယ်ဆိုတော့မိမိတက်ကကျမအမေကိုညင်အောင်ပြင်တယ်အဲ့လိုပဲဦးသိန်းပြင်းရဲ့အမေလိုပဲတက်ခံရဲ့အမေဟာလည်းကျမအတူတော်တော်လေးစားတယ်ပုဂ္ဂိုလ်တရားအဲ့လိုအမေတွေဟာယောက်ျားရေးတော်လည်းပဲအဲ့ဒီအမေကတော်တော်ပူပြောင်မြောက်တိတ်ကိုမျက်နှာကြကောင်းနဲ့လေးစားစရာကောင်းနဲ့ကြည်ညိုကြကောင်းနဲ့မိခင်တွေတော့ဖြစ်ခဲ့တယ်အဲ့ဒီမိခင်တွေလည်းကျမချစ်တယ်ဒါဒီမေတက်ပေါ့နော်နောက်တစ်ယောက်ကဒေါက်တာမတ်တဲ့ဒေါက်တာမတ်တဲ့ရမုံညအမျိုးတွေကပညာတတ်မျိုးမှာကျမအလိုဖြစ်ချင်တော့ပညာတတ်သူကတော့ဒီဒေါက်တာကဆရာဝန်ဒေါက်တာမဟုတ်ပါဘူးပါရဂူဘွဲပါတိတ်ကြည်နဲ့ပတ်သက်တဲ့ပါရဂူဘွဲဆိုတော့သူ့ရဲ့မောင်ညိုမိုင်းပေါ်မှာထားတဲ့မြစ်တာတရားချစ်ချင်းမြစ်တာညိုမိုင်းကပ်တယ်ကတော့လူသားအားလုံးကိုထားတဲ့ချစ်ချင်းမြစ်တာအဲ့ဒီမြစ်တာကသူ့ရဲ့မျက်နှာမှာလင်းလက်တောက်ဖပြီးတော့သူ့ရဲ့ခြေမှာလည်းအများအားရွေးပေးပြီးတော့အားလုံးကိုကမိခင်တစ်ပဲသူ့ကိုယ်ကိုမိခင်တစ်ပဲသားတစ်ပဲသမီးတစ်ပဲဆက်ဆံတာတော့သူ့ရဲ့လင်းညက်ကျင်တာမှုကကျမကသူ့အဲ့နေတဲ့ကျမငယ်ငယ်တုန်းကငါလူချင်းတာပဲဒါလေးတော့ရောက်အောင်လုပ်ချင်နေဆိုတာဒါပေမဲ့ကျမတဖြည်းဖြည်းကြီးလာတဲ့အခါကျကျမကိုလူညံ့ချင်တာတက်ဖို့လေလူလောကကျင်လူပါတလားဆိုတာကျမသင်ပေးတာတက်ဖို့ပုံနဲ့ဇာတ်လိုက်တယ်သူတွေကျမသင်ပေးတာ
သူ့လည်းကျမတို့ဒါနည်းနည်းလေးဟိုဖြစ်ပေါ့နော်သဘောလားကျမမပြောရမနေနိုင်လို့မတော်တာမတက်ရေးအကြောင်းရဲ့နောက်တော့ကျမရှိပါသေးတယ်ကျမရင်ထဲမှာခုချိန်ထိဖြစ်နေတာဝတ္တန်လေးချိန်မှန်းလေးက sister မမိုးခုချိန်ထိကျမတို့ချစ်တယ်တိတ်ကိုချစ်တာတော့ဒေါက်တာနှင်းဝေကိုချစ်တယ်ဒါပေမဲ့သူချစ်တာကမိခင်ကြောက်ကအမတယောက်ကမောင်ကြောက်သားကြောက်ကိုချစ်တယ်ကျမအချင်းချင်းမှာကျမစိတ်ထဲမှာနုငယ်ကပြေးသွားလို့ထင်တာဟုတ် sister မမိုးကိုလည်းဟောဒေါက်တာနှင်းဝေလည်းကျမသိရနေတယ်ကျမပုံကဒါပေမဲ့ဘယ်တော့မှအဲ့ဒါဖြစ်လာမှာမဟုတ်ဘူး sister မမိုးကလည်းနှင်းဝေဒေါက်တာနှင်းဝေကိုယ့်ရဲ့အချက်ရာရှိဆရာကြီးဖြစ်တော်လည်းပဲမောင်လေးပြောက်ပဲအင်ဂျင်နာနာသူတို့နှစ်ယောက်ကိုချစ်ချင်းမြတ်တာကိုကျမကြည့်ပြီးအော်လောကကြီးမှာအဲ့ဒီလိုဖြူစင်တဲ့မောင်နဲ့အမသစိမ်းဖြစ်တော်လည်းပဲမောင်နဲ့အမချစ်တဲ့အချက်မျိုးတကယ်ဆိုရင်တစ်ခါနှင်းဝေအလုပ်တွေတန်းရှုပ်ဖြားလာတာမသိအဲ့ခါမှာသူ့တယောက်ကလဲနေတော့ဒေါက်တာဆရာ sister မမိုးသူကအင်ဂျီပိုင်းချုပ်ပြီးခဏတောင်မှချုပ်ပြီးပြီးတော့ဆေးတွေပါတက်ရတယ်တကယ်ဆိုရင်တအိမ်ထဲမှာမောင်နဲ့မျိုးသမီးနဲ့မျိုးသားပေါ့ဒါပေမဲ့သူတို့ချင်းချင်းမှာတော့ကိုဖြူဖြူစင်စင်လေးနဲ့သူတို့နှစ်ယောက်ချစ်ချင်းမြတ်တာသိဖြူစင်တာကျမအားကြည့်ပြီးတော့မိမနဲ့ယောက်ျားဒီလိုလေးနေလို့ရတယ်မျိုးသမီးကလည်းဖြူဖြူစင်စင်နဲ့မျိုးသားကလည်းသူ့အမကြောက်တယ်အားဆုံးတာအဲ့ဒီချစ်ချင်းမြတ်တာနဲ့ကျမပေါ်မှာပြောင်းလို့အခုချိန်ကြည့်တယ်သူ့ရဲ့ကြိုက်တဲ့ကိုနဲ့တက်လိုက်တယ်ကျွန်မချစ်ခဲ့တာလေးစားခဲ့တာ။အော်အမျိုးသားဖြစ်တော်လည်းပဲသူဖွဲ့တဲ့မျိုးသမီးတွေကကျွန်မတို့ဖွဲ့တဲ့မျိုးသမီးတွေတဲ့တော့မြင့်မြတ်ပါသေးလားပေါ့။ဒါကျွန်မကဆယ်လန်းနေခဲ့တယ်ကျွန်မဆယ်လန်းခဲ့ရတယ်အမျိုးသမီးတွေ။နောက်ဆုံးပြောက်ကပြောချင်တယ်။အဲ့နောက်ဆုံးပြောက်ကကျွန်မကိုဆရာဝန်ဖြစ်ပါတော့အားပေးလိုက်တယ်ပေါ့နော်။နောက်ဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်နေနဲ့ကိုရက်တည်နိုင်အောင်ပေါ့။နောက်လောကကြီးကိုပုံမှန်လေးလေးမြင်တတ်ပြီးတော့ပုံမှန်လေးလေးဆက်ဆံတတ်ပြီးတော့မူလကြီးမလုတ်တတ်တဲ့မိမတယောက်ဖြစ်အောင်ကျမကိုထိန်းသိမ်းပေးရပြင်ပေးလိုက်တာကျမကြည်အေးရဲ့ဝတ္ထုတွေအများကြီးဖတ်ပြီးခုချိန်ကြီးကျမဒီကြည်အေးဝတ္ထုမဖတ်ရသေးတာကျွန်တော်မရှိဘူးအဲဆိုငယ်ငယ်လေးကကျွန်တော်ကြည်အေးကိုချစ်တာကိုသူ့ရဲ့ဝတ္ထုတွေကိုဖတ်တယ်သူဝတ္ထုတချို့မှာ controversial လို့ခေါ်တယ်ပြောရတယ်ဒါတော့မဖြစ်သင့်ပါဘူးဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေလည်းကျွန်တော်ဖတ်တယ်ကြည်အေးရဲ့စကားလုံးရွေးချယ်မှုပါလေကျမတို့ဘယ်လိုမှလိုက်မပြီးနိုင်အောင်လက်ဖြားခါတော့တယ်ကျမအခုချိန်ကြီးလည်းဖတ်တယ်ပြန်တော့လည်းဖတ်တယ်ဒါပေမဲ့ကျမအရင်ထဲမှာဆဲလန်းခဲ့တဲ့အခါတယောက်ရှိတယ်ကြည်ရဲ့ဝတ္ထုတွေမြေတားလေးဖုန်းတက်တိုင်းမန်းရအပြန်အများကြီးပါပဲเนาะညမောင်ကိုနဲ့ညနန္ဒာအဲ့ဒီဟာအကုန်လုံးဖတ်ရတယ်ကကျမရင်ထဲမှာဆဲလန်းခဲ့တာမျိုးစုတရားမောင်ကိုနဲ့ညနန္ဒာဆိုတော့ပြရကျမဆဲလန်းဆုံးအဲ့မောင်ကိုရဲ့ညနန္ဒာကမောင်ရဲ့ကိုရဲ့ညနန္ဒာမောင်ကဒေါက်တာကလင်းချင်ကြပြဆရာလင်းချင်ကိုကသူနဲ့လက်ထပ်ထားတဲ့ဒေါက်တာကောင်းကျော်ညနန္ဒာကတော့စာရမှုကြီးဒီကောင်းစဉ်မှာတော့သူတို့၃ယောက်ပဲမောင်ကိုညနန္ဒာသူတို့၃ယောက်ရဲ့ဆက်ဆက်ရက်ရှည်ပြီးတော့လှပဒီလုံးလှကြီးရေးသွားတာအိမ်အောင်ရေးကိစ္စတွေအိမ်အောင်ရေးနောက်တာသမီရေးကိစ္စတွေစင်မျိုးသားချင်းကိစ္စတွေနောက်တငယ်ချင်းတွေကိစ္စတွေမိမတို့ရဲ့ကောင်းခြင်းမိမတို့ရဲ့အတင်းပြောမှုဘာတခုမှမချင်ဘူးဆရာမကြီးကြီးရဲ့ရေးသွားတာဒါပေမဲ့အဲ့ဒီထဲမှာအဲ့ဒီစက်ကောင်၃ယောက်ကိုပဲလေမချင်မရှားနေတာပါလို့စက်ကောင်တစ်ယောက်ရှိတယ်အဲ့ဒါတော့လင်းချင်ရဲ့ဇနီးလင်းချင်ယူလိုက်တဲ့ဇနီးသူ့နာမည်ကဒေါက်တာခေအေးအဲ့ဒေါက်တာခေအေးကိုကျမညနန္ဒာတဲ့ကိုပြောချစ်တယ်ညနန္ဒာကိုလည်းချစ်ဘူးညနန္ဒာကတော်တော်အမွှန်းတင်တာသိချစ်ကြတော့ဒါပေမဲ့အဲ့ဒီညနန္ဒာတဲ့ကိုပြီးတော့ကျမခေအေးကိုချစ်တယ်ဘာကြောင့်လဲဆိုတော့ညနန္ဒာကရုပ်လေးချောတယ်ပစ္စည်းကအရန်ပတ်စံလေးရှိတယ်သူကဆွေချင်းမျိုးကြီးတွေရတာဒါပေမဲ့ခေအေးရတော့တမ်းသူ့အညာလေးကြားတယ်သူ့ရဲ့ဒီမှာခဏပြောနေကြမိမတယောက်ရဲ့အလားဟာသူ့ရဲ့အရေးပြားတစ်ခေါက်ပေါ်မှာမရှိဘူးညံထဲမှာမရှိတယ်ခေအေးကအလူညာကောင်းတယ်နိုင်ငံသားမှာလန်ဒန်မှာသွားပြီးတော့တာဖမရဲ့ခုခွဲရတယ်ဆိုတာယူခဲ့တယ်မှာရွှေလေးသိစိတ်ကောင်မှကြာသူများတွေသူတို့နိုင်ငံသားနဲ့ရှင်နေတော့မှနိုင်ငံသားမှာသူကရွှေလေးသိစိတ်ရခဲ့တယ်ကျမအလုံးအားကြောင့်ဒါအပြင်ကစိတ်သဘောထားနဲ့ထောက်မှတ်တယ်စိတ်ကလည်းစိတ်ကိုဖြူစင်တာသူ့ရဲ့ချစ်သူ့ရဲ့သူရတဲ့ဒီပေါ့နော်လင်းချင်ကြားအဲ့လင်းချင်ကညနန္ဒာကိုဒီငယ်တုန်းကပိုးခဲ့တယ်ညနန္ဒာကလည်းလင်းချင်ကို easily လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါကိုတိတိကြီးနဲ့ယူတယ်ယူပြီးတဲ့နောက်မှာလင်းချင်ကတစ်ချိန်မှာညနန္ဒာကိုပြန်ပြီးတော့တက်တက်နေလာလို့သူ့စိတ်ထဲမှာစိတ်ကနှစ်ခွမင်းလင်းချင်ကိုချစ်တဲ့အချစ်ရဲ့လင်းချင်ပေါ်မှာမယုံတင်ငါသိရဲ့ဒါပေမဲ့ညနန္ဒာက
နင်းချင်တဲ့မျက်နှာများနဲ့ဟာစိတ်ချင်းနဲ့ဆက်တယ်လက်ဖြားလေးတောင်ဖြစ်ခဲ့တယ်လားဟုတ်ပါဘူးငါကတော့နင်းချင်ကိုငါပိုင်ဆိုင်ရပြီငါတို့မှာတာသမီတွေလည်းရှိတယ်တာသမီကလည်းနည်းနည်းပုံ9ယောက်ရတာဒေါက်တာခင်အေးနဲ့နင်းချင်တာသမီ9ယောက်အဲ့တော့အဲ့ဒီတာသမီတွေလည်းသူတို့ရဲ့ဘဝကိုပြောပြကောင်းတာတခါမှနင်းချင်ကညံ့နေတာကိုတွေ့ငင်းနဲ့ဒီကကြာလေးဆက်ခဲ့တာဒါလေးတွေကိုမခွင့်လို့နိုင်ဘူးဒါလေးကဘာမှမဖြစ်ဘူးဒါပေမဲ့ငါရထားတာကဒီလိုချစ်စရာကောင်းတော့ခင်မောသူကလည်းသူကလည်းတခြားဘယ်သူ့ဘုံမှာစိတ်ကလေးတော့လည်းပါမှာပေါ့ကျန်တာမပါဘူးပေါ့အဲလောကအကောင်းမြင်ပြီးတော့နင်းချင်ကိုလည်းနင်းမှမနာလို့ဖြစ်တယ်တခါမှတော့တဲ့နားကာကတော့မှာတော့တဲ့သူမနာဖြစ်ခဲ့ပြီးပါလေဘယ်လိုလဲဆိုတော့နင်းချင်ရဲ့စာကြည့်စပွဲတွေပါတယ်မှာကြည့်တဲ့အခါမှာနင်းချင်ကကြာနေတာကြာရည်ထဲမှာမောင်နှမလို့အဲ့ဒီမှာကျွန်မခဏရွတ်ပြီးတဲ့ကြာတူရှိတယ်ကျွန်မအဲ့ဒါဖတ်ပြီးတော့အဲ့ဒီကြာကိုရတယ်ကျွန်မစီလိုပြောနေတယ်ကျွန်မရွတ်ခဲ့တဲ့အချိန်မှာမောင်လာခြင်းလဲလာခက်ခဲ၏လက်တွဲသိမ့်ခွေကျင်မွေ့ပေါ်နေမမောခင်နေတချင်ဝင်စားစကားမတွက်ဖွင့်မှသိခဲ့ဒီအကြောင်းမှမျက်ဖွင့်ညနှမတနေ့ရေးရည်နင်းချင်ကသူ့ကိုယ်သူမှာပေါ့နော်နှမကတော့ညံ့နေတာတကယ်တော့ညံ့နေတာဖြစ်တဲ့9နှစ်လောက်ကြီးတယ်လည်းဒီပါလေအဲ့ဒီညံ့နေတာကသူကချစ်တော်လဲပဲဖွင့်လဲပြောရဘူးအချစ်စမ်းညံ့တယ်မတူဘူးဆိုတာသူသိတယ်အဲ့တော့သူအဝေးကနေပဲချစ်နေတာဒီကလာလေးကိုပဲကြီးတယ်ဒီအကြောင်းမှမျက်ပွင့်တာသူကတော့ဒီအကြောင်းလေးထဲမှာဒီအကြောင်းမှရှိနေတဲ့မျက်ကလေးရဲ့အပွင့်လေးတစ်ခုပါပဲညနေမှာမြေကြီးမှာရှိပါလေဆိုပြီးသူရေးခဲ့တာအဲ့ဒီကြပြမျိုးတွေကိုခေအေးရတွေ့သွားတဲ့အခါမှာသူစိတ်ထဲမှာတော်တော်ဒေါသတက်တာပေါ့နော်ဒေါသတက်တဲ့ဒါလေးစုပ်ချပြီးတော့လွတ်ပလိုက်တယ်လွတ်ပလိုက်ပြီးတဲ့နောက်မှာသူကနည်းနည်းပြန်ဖက်ကြည့်လိုက်တယ်ပထမတော့သူမျက်ရည်ပေါက်ကြီးငယ်ကြပြီးတော့ခင်းချင်ကိုရေပတ်ကြပါခင်ရှင်ကအခုချိန်ကြီးအောင်စိတ်ကူးရင်းနေတော့မှဒီမှာခေအေးရောဘယ်ထားလဲပါညာတော့နော်ဒါပေမဲ့သူဖက်ကြည့်လိုက်တဲ့အခါကျဒါလေးကကောင်းတာတိတ်ကိုပြောင်းလဲတဲ့ကြံလေးသူကလည်းပြန်ပြီးတော့အဲ့ဒါပြန်ပြီးတော့ဖြီးပြီးတော့စောင့်ချမ်းကပြန်ညက်တယ်ကဲမောင်ရဲ့တိတ်ထားဒီကြံလေးကကောင်းလို့အချင်းလွမ်းချင်လဲလွမ်းမှာဒီကြံလေးရဲ့ကောင်းတဲ့သူ့ရဲ့ရက်ကလေးကကောင်းလို့ကျမထုတ်လို့ပြည့်ရပြီရှင်းရင်လည်းမှရှိလဲရှိပါစေတော့ဒီကြံလေးနဲ့လက်ကအချိန်တန်လို့ရှိရင်ဒါလေးကပြန်ပြီးတော့ပေါ်လာတယ်ပေါ့နော်ဒီအမှုပညာလက်ရည်မနာလို့သိတစ်ခုလေးတွေတော့မဆက်ဖြစ်ပြီးသိမှာအဲ့တော့ကြည့်အောင်တော့ကောင်းနေမယ်ကျမအဲ့ခင်အေးကြီးဖတ်နေတယ်ကျွန်မခဏဖတ်ပါဖတ်တဲ့အခါမှာ तू ကဝိထုကို3ပိုင်းနေတယ်နေတာမောင်ဘက်ကနေလည်းရေးတယ်တာဦးကျော်ဘက်ကနေလည်းရေးတယ်နောက်ပြီးတော့မျက်နှာဘက်ကနော်ခင်အေးကြီးဘက်ကနေလည်းရေးတယ်နောက်ဝိခင်ဆိုတဲ့တခြားတက်ကောင်ကလည်းရေးတယ်ကျွန်မအဲ့ခင်အေးကြီးဘက်ကခဏကျွန်မခင်အေးကြီးပြအောင်ပုံစံပေးယူတာနော်အဲ့ဒီပေးယူတော့အောင်မြင်မယ်လို့တော့ကျွန်မထင်တာပဲတစ်ချက်ပဲလို့လားပေါ့နော်အဲ့ဒီတစ်ချက်ကတော့ကျွန်မလည်းခင်အေးကြီးပဲမိနိုင်မှာမလဲသူကတောင်းကျမကြီးလေကျမကတောင်းကျမမတောင်းကျမလေးလေကျမတောင်းကျမလေးတော့အခုဆိုတောင်းကျမတော့မဟုတ်တော့ကျမဘောကလည်းကျမထွက်လိုက်ရပြီအခုတော့စာရေးဆရာဒါပေမဲ့အခုကျမပြန်ဖတ်တယ်ခေးရေးနဲ့ကျမဒီဆွဲတယ်ဆိုတော့အဲ့ဒီလိုဆွဲလာတဲ့လူသမီးတွေကျမကနောက်ထပ်ပြောမယ်ဆိုရင်ကျမရဲ့ချစ်ရတဲ့ယောက်ျားတွေလည်းအများကြီးနောက်များကြုံတဲ့ခါကျတော့ကျမစာလေးရေးပြမယ်ထင်ပါတယ်ပြောလဲပြောပြပါတော့ကျမတို့အဲ့ဒီလိုချစ်အောင်စိတ်တက်ကြွအောင်အားငယ်နေတဲ့အချိန်မှာစိတ်တက်ကြွအောင်လုပ်ပြရတယ်ရက်သက်စားပြီခါးသီးမုန်းတိမှုတွေနဲ့နေနေရတဲ့အချိန်မှာကျမတို့ပြေးဒီအမုန်းတွေကနေပြေးသွားအောင်ပြန်ပြီးတော့လုပ်ပေးတာလေအဲ့ဒါလေးရက်သက်စားပြီးတော့စာပေတော့အမျိုးမျိုးရှိတာပေါ့ဆိုတော့ကျမအဲ့ကြောင့်ကျမအနေနဲ့ခေါင်းစဉ်ကရက်သက်စားပြီးမှကျမမွေးရတဲ့အကြောင်းလေးတွေဆိုတော့ကျမပြောရင်ကနေပေါ်ထွက်သွားတာရှိပါလိမ့်မယ်မပြောတဲ့မပြောအပ်တဲ့စကားတွေပြောမိတယ်ရှိပါလိမ့်မယ်အဲ့ဒီအတွက်လည်းဘာမှမဟုတ်တော့ပါကျမစိတ်ထဲမှာပြောချင်ဆုံးအားကြီးပြောလိုက်မိတာကျမကတော့အားလုံးကိုကျမစာဖတ်တယ်လို့ပဲကျမခံစားရတဲ့ကျမရဲ့ကြည်ညိုမှုတွေကိုသူများကိုကြားသိချင်တယ်အထူးဖြင့်ညအဖြစ်လေးလေးပေါ့နော်ရုပ်ရှင်တွေကြည့်ရတာကြည်ညိုပါတယ်ဇာတ်လမ်းလေးကြည့်ရတာကောင်းပါတယ်ဒါပေမဲ့လည်းစာလေးကိုဖတ်တဲ့အခါမှာရတဲ့ creation လို့အင်္ဂလိပ်လိုပြောမှာပေါ့ဒီမှာတော့ခံကြီးခြင်းစာလေးကိုဖတ်ပြီးအဲ့စာလေးကနေဒီစာသားလေးတွေကနေကျမတို့ကရုပ်လုံးတွေလက်ကောင်တက်ပြီးပုံဖော်ပြီးတဲ့နောက်သူ့ရဲ့အသက်ပညာနောက်ကိုကျမတို့လိုက်သွားပြီးပေါ်ရတဲ့အရာတွေအဲ့ဒီအရာတွေအားလုံးခံစားသိချင်တယ်သူတစ်ထည့်လည်းကျမရဲ့တားရဲ့သမီးတွေပေါ့နော်သူတွေဒီမှာတွေပေါ့ခံစားသိချင်ပါတယ်ဒါကြောင့်ကျမအကြုံလုံးတွေကျမပြောချင်တယ်ကျမတို့ကရက်တစာပြီးနေအလှမ်းလေးလို့မရပါဘူးကျမတို့ကိုယ်တိုင်လည်းရက်တစာပြီးခံကြီးတဲ့တယ်ဆိုတော့အခုချိန်မှာအတင်းဖြစ်နေတဲ့အခါမှာလက်သက်စာပြနောက်ကလေးရောက်သွားတယ်။သတင်းတွေကကျွန်တော်ကသိလို့ကျင်တာ။သူမြန်မာနိုင်ငံဆိုလို့ရှိရင်သတင်းတွေကဒီနေ့ပြီးတဲ့နေ့ပြောင်းလဲနေတယ်သိနေမှာ
update ဖြစ်ချင်တယ်ကျွန်တော်တို့ဒီသတင်းနဲ့ဒီကနေတခါခါမှမနေ့ကပြောလိုက်တဲ့သတင်းပုံမှန်ကျွန်မနှစ်သားကိုကျွန်မဟောပြောသွားတယ်မနေ့ကအဲ့နေမနေ့ကျွန်မထင်ပါတယ်19ရက်နေ့ရှိ19ရက်နေ့အဲ့19ရက်နေ့မှာကျွန်မသတင်းကြအလုံးကြည်နေတာပါနဲ့သတင်းအပြည့်ထက်လုံးဝရဆက်လိုက်ပြီးညဉ့်ညမ်းလုံးဝရသွားပြီ19ရက်နေ့နဲ့ကျွန်မတော်တော်ပျော်သွားတယ်ကောင်းလိုက်တာဒီလိုဖြစ်ဖို့ဒီဘက်ကစစ်တပ်ကလည်းရှော့ပေးဖို့ကိုယ့်ဘက်ကလည်းရှော့ပေးဖို့လိုအပ်နေတယ်ကျွန်တော်တို့ကြာပါပြီကျွန်တော်တို့ရဲ့နှစ်ပေါင်း60မှာကကြာတဲ့ဒီရင်းစစ်ကြီးရတယ်ပြီးတင်မှာသူ့အဲ့တော့တရားဝင်ညာလိုက်တာကျွန်မအရင်ပြောသွားတယ်ဒါပေမဲ့နောက်တစ်နေ့ကျတော့ဟာမဟုတ်ဘူးရဲ့အဲ့ဒီကအဆောင်းကတော့ပုတ်တယ်တဲ့နောက်တော့ပြန်ပုတ်ပြန်ပြီးတစ်ဖက်ဘက်ကနေပြန်ဖောက်ပြီးခုတခါလိုက်စားမှာလိုက်စားတောင်ကြသွားပြီလို့ဘာလို့ဆိုတော့ကျွန်တော်ရဲ့မြန်မာနိုင်ငံမှာအခုဖြစ်နေတဲ့ transition ပေါ့နော်ဒီပြောင်းလဲလေးဟာညာလိုက်တာညာတော့ကျွန်တော်တို့ကတိကျနေတာသတင်းတွေအဲ့ဒီတိကျတဲ့ခါမှာလက်တာနော်ကြံခဲ့တယ်လို့ဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလိုမျိုးပြောရင်းကနေပဲသတင်းဆိုတော့မှသတင်းကိုကျွန်တော်တို့ဖတ်တဲ့အခါမှာရင်းနှီးကခံစားချက်နဲ့ရေးတဲ့ feature သတင်းနဲ့ဒီတိုင်းသတင်းနဲ့သတင်းတစ်ခုကိုကျွန်တော်တို့ဖတ်လို့ရှိရင်ကျွန်တော်တို့အာရုံထဲမှာချက်ကနေတော့ရောက်လာတာပဲဒါပေမဲ့2ရက်3ရက်5ရက်ကြာတဲ့အခါကျကျွန်တော်ကဒါနဲ့ခံစားတာမဟုတ်တော့ဒါနဲ့ပဲဆိုတော့ပြန်ပြီးတော့မေ့ပါတယ်တရားရည်နဲ့မေ့တော့မှ90ရာခိုင်နှုန်းခွင့်ဆိုင်တယ်မေ့တယ်ဒါပေမဲ့ပြည့်ရင်ထဲမှာလာတဲ့ရက်သက်စာတွေကတော့ကျွန်တော်ဘယ်တော့မှမမေ့ဘူးပေါ့ဒါကျွန်မနောက်ဆုံးအနေနဲ့ညှို့လဲနှုတ်ဆက်ချင်ပါတယ်ရက်သက်စာတွေကိုလည်းဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်ဒီတိုင်းထဲမှာပဲကျွန်တော်တို့မြန်မာနိုင်ငံမှာရသစာပေဖွံ့ဖြိုးမှုစီလူတွေရဲ့ဘဝတော်ဝါဒီလိုဆိုတာလေဘဝကိုလည်းရင်းကြည့်တာကိုအဲ့တော့ဝိမဝရင်းနဲ့စာအုပ်ဖတ်စရာပတ်စံစားကြတာဆိုလို့ရှိရင်ကြောက်ပါဘယ်လိုလုပ်ရတဲ့စာကိုဖတ်နိုင်မှာလဲတားဖို့အရေးကြီးတယ်ပေါ့ဆံရွယ်ဖို့အရေးကြီးတယ်စီရွယ်ဖို့အရေးကြီးတယ်ဆိုတော့ကျမတို့စူတောင်းရမှာကခု2013ပေါ့နော်ဒီနှစ်မှာလည်းနှစ်ကပတ်ပြီးတော့ကျမတို့အလုံးဒီမင်းဝါကြပါစေကလေးလေးတွေလည်းဒီမင်းဝါပါကျမတို့လူကြီးတွေလည်းဝါပါစေပညာလေးလည်းပို့ပြီးတော့တက်ကြပါစေစာအုပ်တွေလည်းဝယ်နိုင်ပါစေစာအုပ်ဝယ်နိုင်မှုကလည်းသိအများကြီးမဟုတ်ပါဘူးဒီနေ့ကိုစာအုပ်ကြီးပြည်လေတဲ့သူကပို့နေနဲ့ကျွန်တော်တို့ရတယ်ပေါ့နော်အပိုနေနဲ့ရတယ်အဲ့ပို့ကကျွန်တော်စာအုပ်ဝယ်လို့ရမှာပေါ့အခုကကျွန်တော်ကစာအုပ်နေကြီးဘူးပဲမပြေလေလို့ကလကလေးတစ်ချက်ထောက်ကနေမီးလေးဖွင့်လိုက်မီးလေးလာဖို့လေးတောင်ကျွန်တော်တို့ကမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တို့အခက်အခဲတွေအများကြီးလက်သက်စာပြီးနောက်ကျတာချင်းအကြောင်းရင်းတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့လည်းကျမတို့ဘက်ကတော့ကျမတို့လည်းကြိုးစားရမှာပေါ့နော်ကျမတို့ဖန်တီးသူတွေလည်းကြိုးစားမှာပေါ့ကျမကတိုင်ထဲမှာလက်သက်စာပြီးခံစားတယ်ဖြစ်ပါတယ်ခံစားသူတွေလည်းကျွန်တော်စာအုပ်တွေကိုမနာဘူးဖတ်ရမှာပေါ့ဖတ်ပြီးတဲ့နောက်မှာဖတ်ပြီးတဲ့နောက်မှာသူများကိုကျွန်တော်မျှဝေရမှာပေါ့နော်ပြီးတော့သူတောင်းပါတယ်ဒီလိုချုပ်နေတယ်ကျမတို့မြန်မာနိုင်ငံမှာအရင်မိနစ်ကတည်းကပြီးတော့နည်းနည်းလေးတော့တိုးတက်လာတယ်လို့ကျွန်တော်ထင်ပါတယ်နော်ကိုပြောလာတယ်လို့ထင်ပါတယ်တစ်ခါတော့လည်းနောက်ကြောင်းတစ်ဖက်ရရှိတာပေါ့နော်ဒါတွေလည်းထားလိုက်ပါတော့နောက်ကြောင်းပြန်နေတယ်ဆိုပေမဲ့လည်းကျမတို့ကအခု2013နဲ့14မှာတော့ဒီနေ့အင်ဂျီလေးနဲ့နေနိုင်မယ်လို့ထင်တယ်ကျမအရင်ကပုံပြီးတော့စောင့်နေတဲ့အချိန်က2015မှာကျမတို့လိုအပ်တဲ့လိုချင်သောအမှုအကျကျွန်တော်တို့ရချင်တယ်ကျမတို့အတွက်တိုင်းပြည်ကိုပို့ပြီးတော့သိသိနေဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကျမတို့နိုင်ငံကိုပို့ပြီးတော့ကျမ်းမာပို့ပြီးတော့ထမင်းဝအောင်ပို့ပြီးတော့တာယာအောင်လို့ငင်းချမ်းလုပ်ပြီးနေတဲ့ခေါင်းဆောင်2015မှာတက်နိုင်တယ်ကျွန်တော်ပြောတာအားလုံးကျေးဇူးတင်ပါတယ်